ရီရီမင်းတို့အနေနဲ့အခုပဲ browser ကိုသွားပြီးတော့ဖွင့်ကြည့်လိုက်ပါနော် browser ဖွင့်ကြည့်လိုက်တဲ့အချိန်ညမှာ theorem တစ်ခုခုကိုလူကြီးမင်းတို့ကိုယ်တိုင်ရှာကြည့်လိုက်ပါ discover လို့ရေးထားလား invented လို့ရေးထားလားဆိုတာလူကြီးမင်းတို့အနေနဲ့သိစေချင်ပါတယ်ကျမတို့ရဲ့အဖြေကတော့ရှင်းရှင်းလေးပါပဲဘယ် theorem ဘယ် equations တွေဘယ် equity တွေပဲဖြစ်ဖြစ် discover ဆိုပြီးတော့ရေးခဲ့တာပဲဖြစ်ပါတယ် browser မှာဆိုလို့ရှိရင်တဲ့ဒီ discover လို့ပဲတွေ့ရ invent လို့မတွေ့ဘူးပေါ့နော်ကျမကတော့ဒီအဆိုပြုချက်လေးကို information မှန်ရင်လားလို့မေးချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကြတော့တချို့နေရာတွေမှာတော့ discover လို့ရေးထားပေမဲ့တချို့နေရာတွေမှာ who invent that formula ဆိုပြီးတော့ရေးထားတာမျိုးရှိပါတယ်ဒါကြောင့်မလို့ဒီ discover တွေ invent တွေရေးထားတဲ့ website browser တွေကလူတွေရေးထားတာဖြစ်တဲ့အတွက်ဒါသူတို့ရဲ့ရေးသားမှုပေါ်မှာမူတည်ပါတယ် discover ရေးအောင် invent ရေးအောင်လေဒါကရှာဖွေတွေ့ရှိတယ်ဒါကရှာဖွေတွေ့ရှိတဲ့ dictionary လို့တက်မဲ့ပြောလို့မရပါဒီနေ့ motion ကတော့ this help believe that mathematics is discovered like the laws of nature rather than invented ဆိုတဲ့ခေါင်းစဉ်ဖြစ်ပါတယ်ဒီ motion ကိုတပိတ်တာတွေအကုန်လုံး confirm ပါသလား Okay confirm ပါတယ်ဟဲ့ Okay ပါအဲ့ဆိုလို့ရှိရင်တော့ကျမတို့ဒါ final tournament လည်းဖြစ်တယ်ဒါမဲ့ကျမ rules တွေတော့တစ်ချက်ပြန်ပြီးတော့ remind လုပ်ချင်ပါတယ် PY ကို first minute နဲ့ last minute မှာ PY မေးလို့မရပါဘူးကြားရတဲ့အချိန်တွေမှာ PY မေးလို့ရပါတယ် PY မေးမယ်ဆိုလို့ရှိရင် raise hand ပဲလောက်တာမဟုတ်ပဲတခါတည်း microphone ဖွင့်ပြီးတော့ PY လေးကိုမေးပေးပါပြီးတော့နောက်တစ်ခုကတော့ဒီနေ့က final tournament လည်းဖြစ်တယ်ဆိုတဲ့အတွက်ကြောင့်မလို့အချိန်လေးကိုတစ်ချက်တတိထားပေးပါ time management ကိုတော့တစ်ချက်လောက် queue size စီလိုပါတယ် Okay ပါအဲ့ဒါဆိုလို့ရှိရင်ဟောဒီနေ့ timer share ပေးမယ့်ဆရာရောအစဉ်သင်ဖြစ်ပြီလားရှင့် ဟုတ်ဖြစ်ပါတယ် Okay ပါ Okay ဆရာမကျေးဇူးပါအဲ့ဆိုရင်ကျမတို့ဒီနေ့အတွက်ကကြတော့ပထမ speaker တွေက9မိနစ်ပါကျန်တဲ့ speaker တွေကတော့6မိနစ်စီရမှာဖြစ်ပါတယ်အဲ့ဆိုရင်ကျမတို့ဒီနေ့ပြိုင်ပွဲရဲ့ပထမဆုံး speaker ဖြစ်တဲ့ Prime Minister ကို floor လေးလွှဲပေးချင်ပါတယ်စင်သစ်ဖြစ်စလို့ရပါပြီကျမတဲ့ကောက်ကောက်ကြားရဲ့လားမသိဘူးရှင် Okay ပါအတန်သေးချာကြရပါတယ်ဟုတ်ကဲ့ပါရှင်ကျေးဇူးတင်ပါတယ်အားလုံးပဲမင်္ဂလာပါရှင်ကျမကတော့ this how believe that mathematics is discovered like the laws of nature rather than invented ဆိုတဲ့အဆိုကိုကျမအနေနဲ့ရဲကြီးထောက်ခံသွားရင်းနဲ့တစ်ဖက်အသင်းကိုအလင်းပြပြီးတော့လမ်းမှန်နဲ့ဆွဲခေါ်သွင်းသွားမဲ့ Prime Minister ပဲဖြစ်ပါတယ်ရှင်ဆိုတော့ပထမဦးဆုံးအနေနဲ့ကျမတို့အနေနဲ့ motion လေးရဲ့အဆိုတွေကိုတက်တေခိုင်မာတဲ့ motion လေးရဲ့ဒီအဆိုတွေကိုမတွေ့သေးခင်မှာကျမအနေနဲ့ဒီ discover နဲ့ invented ရဲ့အဓိပ္ပာယ်ကိုကျမအနေနဲ့ definition ဖွင့်ပြစီပေါ့နော်နောက်တစ်ခုကတော့ကျမတို့ laws of the nature ပေါ့နော်ဆိုတော့ကျမအနေနဲ့ပြောရမယ်ဆိုရင်တော့ discover ဆိုတာကတော့ကျမတို့အနေနဲ့လူသားတဦးကဒီစကြဝဠာအတွင်းမှာပဲဖြစ်ဖြစ်တခြားသောဒီဘလို့နေရာမှာမဆိုပေါ့နော်ရှာဖွေတွေ့ရှိခြင်းကိုကျမတို့အနေနဲ့ discover လို့ခေါ်ပါတယ် discover ဆိုတာကကျမအနေနဲ့ပြောရမယ်ဆိုရင်တော့ Platonism လို့လည်းကျမတို့အနေနဲ့ဒီlaws of nature မှာဆိုရင်တော့ Platonism လို့ခေါ်ပါတယ် invented ကတော့ကျမတို့သိတဲ့အတိုင်းပဲပေါ့နော် invented ဆိုတာကပစ္စည်းတစ်ခုခုပဲဖြစ်ဖြစ်အရာဝတ္ထုတစ်ခုပဲဖြစ်ဖြစ် equation ပဲဖြစ်ဘယ်လိုမျိုးဟာကိုပဲဖြစ်ပါစေဖန်တီးတာယူခြင်းကိုteacher တို့တီထွင်ဖန်တီးခြင်းကိုကျမတို့အနေနဲ့ invented လို့ခေါ်ပါတယ်ဒါကိုလည်းကျမတို့အနေနဲ့ formalism နဲ့ construction လို့ခေါ်ပါတယ်ပေါ့နော်အဲ့တော့ကျမအနေနဲ့အဓိကmotion လေးကဒီကျမတို့ပြောသလိုပဲပေါ့နော်တင်ချာကကျမတို့အနေနဲ့တင်ချာဆိုတာကတင်ချာဆိုတာကဒီတီထွင်ဖန်တီးမှုမဟုတ်ဘူးဆိုတာကျမအနေနဲ့ရဲကြီးပြောပြသွားမှာပဲဖြစ်ပါတယ်ဆိုတော့ကျမအနေနဲ့ပြောရမယ်ဆိုရင်ကျမတို့ရဲ့အစုံမှာဆိုရင်ပေါ့နော်ကျမတို့ရဲ့ဒီ invent discover ကိုကျမတို့အနေနဲ့တက်တည်တောက်တကွာတွေနဲ့အများကြီးရှာဖွေတွေ့ရှိခဲ့ပါတယ်။ဘာလို့လဲဆိုရင်တော့ကျမတို့အနေနဲ့ဒီ Nobel ဆုရရှိခဲ့တာတဲ့ Nobel Prize winning physicist ဆိုတဲ့ဒီ Paul Dirac ကကျမတို့ဘယ်လိုမျိုးပြောပြခဲ့လဲဆိုရင်သူဒီ God used beautiful mathematics in creating the world အဓိကအဓိပ္ပာယ်ကကျမတို့အနေနဲ့ဒီ nature ဆိုတာက law of the nature နဲ့ဆက်ဆက်နေပြီးတော့ discover လုပ်ထားရဲဆိုတာကိုကျမတို့အနေနဲ့ကွက်ကွန်ကွင်းပြောပြထားတာမျိုးပဲဖြစ်ပါရဲ့ရှင်ဒါကြောင့်မို့ကျမအနေနဲ့ပြောရမယ်ဆိုရင်တော့တခြားသောကျမတို့တိချာတီထွင်ခြင်းဆိုပေါ့နော်ကျမတို့ရဲ့ဒီ Plato ပေါ့နော် Plato ရဲ့ဝါဒကိုလည်းကျမတို့တစ်ချက်ကြည့်ကြည့်အောင်ဆိုတော့လူကြီးမင်းတို့တစ်ဖက်ကလူကြီးမင်းတို့ကထင်ပါလိမ့်မယ် invented လုပ်ထားပေါ့နော်တင်ချာဆိုတာက invented လုပ်ထားတယ်တင်ချာဆိုတာ invented လုပ်တယ်ဒါဆိုလူတွေကလုပ်ရင်ရောinvented လုပ်ထားရတော့じゃမှန်ကန်မယ်လို့ကောလူကြီးမင်းတို့ထင်ပါမလားပေါ့နော်လူတွေဆိုတာအမြဲတမ်းစိတ်တမျိုးလူတွေမျိုးအမြဲတမ်းပြောင်းနေတာပေါ့နော်အဲ့တော့ကျမအနေနဲ့ပြောမယ်ဆိုရင်
ပလေတိုရဲ့ဝါထားမယ်ဆိုရင်တဲ့တင်ချာဆိုတာကအရာဝတ္ထုတွေရဲ့လူစိတ်နဲ့ကင်းကာတဲ့လောကတစ်ခုမှာလွတ်လပ်စွာတည်ရှိနေမျိုးပဲဖြစ်ပါတယ်ဒါကိုကျွန်တော်တို့ကရှာဖွေတွေးရှိခဲ့တယ်ဆိုပြီးတော့ပလေတိုကတောင်ပြောခဲ့ပါတယ်ဒါတောင်တစ်ဖက်လူကြီးမင်းတွေက invented လုပ်ပါတယ်ဆိုပြီးတော့ပြောအောင်မှာပဲဖြစ်ပါတယ်ဒါပဲကျမအနေနဲ့ပြောချင်တာကတင်ချာဆိုတာ invented မဟုတ်ဘူးဆိုတာပလေတိုရဲ့ဝါထားတွေတခြားတော့ကျမတို့အနေနဲ့ကြည့်ရမယ်ဆိုရင် Pythagoras theorem Plato Euclid ပေါ့နော်ဒီသူတို့တွေရဲ့ theorem တွေကိုကျမတို့အနေနဲ့တစ်ချက်ကြည့်မယ်ဆိုရင်တော့ပေါ့နော်တင်ချာဆိုတာ discover law of the nature ရဲ့ discover ဆိုတာကျမတို့အနေနဲ့လုံးဝကွက်ကွက်ကိုကိုလူကြီးမင်းတို့မြင်နေရမှာပဲဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကျမတို့ laws of the nature နဲ့ဒီဆက်ဆက်နေတဲ့ဒီတင်ချာပညာရက်တွေဆိုရင်ကျမတို့ကြည့်ကြည့်မယ်ဆိုရင်ဒီ ပိုင်theorem ကိုလူကြီးမင်းတို့အနေနဲ့သိမယ်လို့လည်းထင်ပါတယ်ဆိုတော့ ပြီးတော့မှာ ပိုင် theorem ကကျမတို့အနေနဲ့ဟုတ်ကဲ့ reject ပါဆိုတော့ကျမတို့အနေနဲ့ပိုင်တန်ဖိုးကိုကြည့်မယ်ဆိုရင် set wine တစ်ခုဆိုတာတသမတ်တဲဖြစ်တဲ့သဘာဝနိယာမပေါ့နော်ဒီနိယာမနဲ့ကျမတို့အနေနဲ့ပိုင်တန်ဖိုးခါတင်ချာရဲ့ကျမတို့ကိုင်းတီပိုင်တန်ဖိုးနဲ့ဒီပဂတိအမှန်တရားပဂတိတန်ဖိုးဒီကိုမှကျမတို့အနေနဲ့ဒီပိုင်တန်ဘိုးမှာဆိုတွေ့ရမှာပဲဖြစ်ပါတယ်ဒီပိုင်တန်ဘိုးဟာဆိုရင် Greek လူမျိုးတွေကရှာဖွေသိရှိခဲ့တာဖြစ်ပြီးနှစ်ပေါင်းထားကြည့်ပြီးစဝိုင်းရဲ့လုံးပတ်နဲ့အချင်းအချိုးကိုတိကျတဲ့မှန်ကန်တဲ့ mathematics ဆိုတာကကျမတို့ law of the nature နဲ့ဆက်ဆက်နေတာကိုလူကြီးမင်းတို့အနေနဲ့ပဲသိရှိရမှာပဲဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ဆိုရင်တော့ကျမတို့ Fibonacci sequence ပေါ့နော် Fibonacci sequence ဆိုတာကအီတလီလူမျိုးတင်ချာပညာရှင် Leonardo Pisa ကနေပြီးတော့ရှာဖွေသိရှိခဲ့တာဖြစ်ပါတယ်ဆိုတော့ Fibonacci sequence ဆိုတာကယုံတကောင်ရဲ့ကြီးထွားမှုဆိုင်ရာပြဿနာကိုဖြေရှင်းမှာပါဆိုရင်တဘာဝအတွင်းမှာရှိတဲ့ဒီ Fibonacci ကိန်းစဉ်ကိုအသုံးပြုပြီးတော့တဘာတရားထဲမှာရှိတဲ့ဖွဲ့စည်းပုံတွေဥပမာဆို nature ပန်းရဲ့အစစ် level ပုံထင်းရှုဆန်ရဲ့ခွေပုံခရုတင်ရဲ့ခွေပုံဒါတွေကိုတွေ့ရှိပြီးတဲ့နောက်မှာယုံတကောင်ရဲ့ကြီးထွားမှုဆိုင်ရာပြဿနာကိုဖြေရှင်းနိုင်ခဲ့တာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကျမတို့အနေနဲ့ဆိုယနေ့ခေတ်သင်္ချာနဲ့ law of the nature က law of the nature မှာဆိုရင်ဒီသိပ္ပံပညာရက်တွေမှာဆိုအလွန်အရေးပါတဲ့နေရာမှာပါဝင်နေတာကိုလူကြီးမင်းတို့အနေနဲ့သိမှာပဲဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုအနေနဲ့ဆိုရင်ကျမတို့ရဲ့ prime minister ကပြောရမယ်ဆိုရင်ကျမတို့ရဲ့ deputy prime minister ကဆက်လက်ပြီးတော့ကျမတို့ဒီ Fibonacci sequence နဲ့အတူတခြားသောတက်တကာရတွေနဲ့လူကြီးမင်းတို့ကို invented မဟုတ်ကြောင်းကို evidence ခိုင်ခိုင်မာမာနဲ့အလင်းပြပေးသွားမှာပဲဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ဆိုရင်လူကြီးမင်းတို့အနေနဲ့ပေါ့နော်လူကြီးမင်းတို့ဒီပွဲကြည့်တဲမှာရှိတဲ့လူကြီးမင်းပရိသတ်တွေပဲဖြစ်ဖြစ်တခြားသောဒီကျမရဲ့ဒီပြိုင်ဘက်ကောင်းတွေပေါ့နော်ရီမင်းတို့အနေနဲ့အခုပဲ browser ကိုသွားပြီးတော့ဖွင့်ကြည့်လိုက်ပါနော် browser ကိုဖွင့်ကြည့်လိုက်တဲ့အချိန်ညမှာ theorem တစ်ခုခုကိုလူကြီးမင်းတို့ကိုယ်တိုင်ရှာကြည့်လိုက်ပါ discover လို့ရေးထားလား invented လို့ရေးထားလားဆိုတာလူကြီးမင်းတို့အနေနဲ့သိစေချင်ပါတယ်ကျမတို့ရဲ့အဖြေကတော့ရှင်းလေးပါပဲဘယ် theorem ဘယ် equations တွေဘယ် equity တွေပဲဖြစ်ဖြစ် discover ဆိုပြီးတော့ရေးခဲ့တာပဲဖြစ်ပါတယ်ကျမတို့အနေနဲ့ဒီdiscover ဆိုပြီးတော့ပဲရေးခဲ့တာပဲလူကြီးမင်းတို့တွေ့ပါပဲတင်ချာနဲ့သိပ္ပံဆိုတာကကျမတို့ law of the nature နဲ့ mathematics ဆိုတာကချစ်ခင်မှုတစ်ခုလိုပဲမခွဲနိုင်ပဲပေါင်းလျက်ရှိနေပါတယ်ဒါကြောင့်မလို့ကျမတို့ ਨੇ တင်ချာ theory တွေက law of the nature နဲ့အတူဆက်ဆက်မိနေပြီးတော့ကျမတို့အနေနဲ့ပြဿနာအမှန်တွေကိုဖြေရှင်းနိုင်တဲ့အကြောင်းအရာတွေလည်းရှိပါတယ်ဒီအကြောင်းအရာရဲ့မှန်ကန်တဲ့သက်သေအထောက်အထားတွေကိုလည်းကျမတို့ရဲ့အလင်းပြပြီးတော့တစ်ထွက်လူကြီးမင်းတွေကိုအလင်းပြပြီးတော့လမ်းမှန်နဲ့ခေါ်ဆောင်သွားမဲ့ deputy prime minister ကလည်းဆက်လက်ပြီးတော့ပြပေးသွားမှာပဲဖြစ်ပါတယ်။နောက်တစ်ခုအနေနဲ့ကျမတို့အနေနဲ့ပေါ့နော်သင်္ချာဆိုတာလည်း physics နဲ့ဆက်ဆက်နေတဲ့အတွက်ကြောင့်မလို့ကျမအနေနဲ့ Newton ရဲ့ဒီ second law ပေါ့နော် Newton ရဲ့ second law မှာဆိုရင်အဓိကရဲ့သူ့ဒီ main point ဒီNewton ရဲ့ second law ကိုကြည့်မယ်ဆိုရင် Newton ကဒီစွမ်းငင်က gravity existence ပေါ့နော် gravity existence ကိုမသိခဲ့ပါဘူးဒါကိုလေသူကပန်းဒီတစ်လုံးသူခေါင်းပေါ်ကြွေချခဲ့တာဒါ gravity ရှိကြောင်းကို discover လုပ်ခဲ့တာပါ invented လုပ်ခဲ့တာမဟုတ်ပါဘူးတစ်ဖက်ကလူကြီးမင်းတွေအနေနဲ့တခြားသောဘယ်လိုမျိုးequation မဆိုဘယ်လိုမျိုး law မဆိုလူကြီးမင်းတို့အနေနဲ့ mathematics အနေနဲ့ရှာကြည့်မယ်ဆိုရင် invented လို့ရေးခဲ့တာမဟုတ်ဘဲနဲ့ကျမတို့အနေနဲ့invented လို့ရေးထားတာမျိုးပဲ discover အနေနဲ့ရေးထားတာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကျမအနေနဲ့ပြောမယ်ဆိုရင် law of the nature ကဆက်ဆက်ပြီးအရက်ကားတစ်ခုခုဒို့မဟုတ်ဆက်သွယ်နိုင်မဲ့ invented language တစ်ခုကိုတည်ထွင်ပြီးတော့လူသားတွေကိုသိအောင်လို့ဖော်ထုတ်ခဲ့တာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကျမအနေနဲ့ပြောရမယ်ဆိုရင်ဒီနေ့ motion ဒီကျမတို့အနေနဲ့ပေါ့နော်ရဲကြီးထောက်ခံသွားရင်လည်းကျမတို့ရဲ့ဆက်လက်ပြီးတော့ deputy prime minister ကနေပြီးတော့လူကြီးမင်းတို့ကိုလမ်းမှန်ကိုခေါ်ဆောင်ပေးသွားရင်လည်းကျမတို့ရဲ့motion လေးကိုကျမတို့ရဲ့အဆိုကို
ကဲပါအခုလိုမျိုးတက်တက်ကြွကြွနဲ့ပြောဆိုပေးသွားတဲ့ Prime Minister ကိုကျေးဇူးတင်ပါတယ်။ဆိုကျမတို့အခု Leader of Opposition ကို speech အတွက်ဖိတ်ခေါ်ချင်ပါတယ်။သင်ဖြင့်စလို့ရပါပြီ တန်ကြလားမသိ ။ဟုတ်ကဲ့အတန်ကိုကြားရပါတယ်ရှင့် ချားလာကြလူချင်းများနဲ့တကွာဆရာဆရာမများနဲ့အလေးပြတိုင်များအားလုံးပဲမင်္ဂလာပါလို့နှုတ်ခွန်းဆက်သလိုက်ရပါတယ်ကျွန်တော်ကတော့ Leaders of Opposition အနေနဲ့ယနေ့ motion ဖြစ်တဲ့တဘာဝ၏နိယမများကဲ့သို့တင်ချကိုတီထွင်ခြင်းထက်ရှာဖွေတွေ့ရှိခြင်းဖြစ်သည်ဟုပြောသွားခြင်းကိုလက်မခံနိုင်ကြောင်းကန့်ကွက်သွားမှာဖြစ်ပါတယ်အဲ့တော့ဟိုဘက်အဖွဲ့ကဆိုရင် discovery နဲ့ invention ကိုdefinition ဖွင့်သွားရပါတော့အဲ့တော့ mathematics ဆိုတာဘာလဲဆိုတော့ကိုအမီတို့ဒီကနေပြီးတော့ကျွန်တော်အနေနဲ့definition ဖွင့်ချင်ပါတယ်အဲ့တော့ maths ဟာဆိုရင် numbers တွေ shapes တွေ pattern တွေနဲ့ logical reasoning တွေအတွက်တည်ထင်ထားတဲ့ဘာသာရပ်တစ်ခုပဲဖြစ်ပါတယ်သင်္ချာမှာဆိုရင်ကျွန်တော်တို့ပတ်ဝန်းကျင်မှာဖြစ်ပေါ်နေတဲ့အရာတွေကိုနားလည်နိုင်အောင်ဒါမှမဟုတ်တိုင်းတာရဲ့နေရာတွေတွက်ချက်တဲ့နေရာတွေ reasoning လုပ်တဲ့နေရာတွေမှာအသုံးပြုပါတယ်အဲ့လိုအသုံးပြုဖို့လည်းတည်ထွင်ထားတာပဲဖြစ်ပါတယ်အဲ့တော့အလွယ်ပြောရမယ်ဆိုရင်နေစဉ်ဘဝနဲ့ဒီ science တွေမှာနဲ့ပတ်သက်တဲ့ကြုံတွေ့ရတဲ့ပြဿနာတွေအခက်အခဲတွေကိုဖြေရှင်းဖို့အသုံးပြုဖို့အတွက်maths ကိုတည်ထွင်ထားတာပဲဖြစ်ပါတယ် maths ကဆိုရင်သူ့ဟာသူတည်ရှိနေတဲ့ရှာဖွေတွေ့ရှိခြင်းဖြစ်တယ်ဆိုတဲ့အရာကိုတော့လုံးဝကြီးလက်မခံနိုင်ပါဘူးအဲ့ပထမဆုံးလေးကျွန်တော်ဒီနေ့မှာအချက်၃ချက်နဲ့ပြောကြပါမှာဖြစ်ပါတယ်ပထမဆုံးတစ်ချက်လေးကိုတော့ဥပမာလေးနဲ့ဆက်လိုက်ကြရအောင်အဲ့တော့ခုနကပြောသလိုပဲ laws of nature ရတစ်ပင်ကတော့သူ့ဟာသူနှစ်ပင်ရှိနေဟုတ်ပါတယ်ဒါပေမဲ့လည်းအဲ့နှစ်ပင်ကိုရည်တွက်ဖို့ဆိုရင်ကျွန်တော်တို့ numbers တွေကို numbers 1 2 3လေးကိုတီထွင်ဖို့လိုအပ်ပါတယ်ဒါအပြင် symbol တွေဖြစ်တဲ့ပေါင်းလုံးမြောက်စွာတွေကိုလည်းတီထွင်ဖို့လိုအပ်ပါတယ်အပင်နှစ်ပင်ယူတော့မြင်ရပါတယ်ဒါပေမဲ့နှစ်ပင်ဆိုတဲ့ဟာကို1 2 3လေးမတီထွင်ဘဲနဲ့နှစ်ပင်ရှိရဆိုတဲ့ဟာ1 2 1ပေါင်း2ဖြစ်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့မသိနိုင်ပါဘူးအဲ့အတွက်ကြောင့်မလို့အဲ့လိုမျိုး numbers တွေ symbol တွေ formula တွေ equation တွေကိုတည်ထွင်ထားလို့ဒါအခုလိုမျိုး calculation တွေလုပ်နိုင်တာပဲဖြစ်ပါတယ်အဲ့အရာကိုဘာလို့ခေါ်လဲဆိုရင် echelon လို့ခေါ်တဲ့ဒီလူတိုင်းလက်ခံနိုင်တဲ့ laws တွေ rules တွေကနေသတ်မှတ်ထားရခြင်းမရှိဘဲနဲ့လူတိုင်းလက်ခံနိုင်တဲ့သဘာဝကပြောထားပြီးသား 1 + 1 equal to 2ဖြစ်တယ်ဆိုတဲ့ဟာလိုမျိုးကိုဘာမှပြောင်းလို့မရတဲ့အရာတစ်ခုပဲဖြစ်ပါတယ်အခုကျွန်တော်တို့မှာဆိုရင်ဥပမာပြောရမယ်ဆိုရင်10 digit ရှိရပေါ့နော်0ကနေ9ဆိုတာ10 digit ဒါပေမဲ့ဟိုးအရင် invention ဒီသင်္ချာစခဲ့တဲ့ဒါသမိုင်းမတိုင်မီခေတ်လွန်ခဲ့တော့နှစ်ပေါင်း1000ကျော်လင်း reset ပါနှစ်ပေါင်း2000ကျော်ဟာတွေကိုပြန်ကြည့်လိုက်မယ်ဆိုရင်ဒီ base ကဆို60ကိုလောက်ပါတယ်ဘာဖြစ်လဲဆိုရင်ဒါအချိန်ကြီး reset ပါအချိန်နဲ့angle measurement တွေကိုအသုံးပြုခြင်းတဲ့အတွက်ကြောင့်မို့ base က60နောက်တော့အချိန်ကြာလာတဲ့အခါမှာ base က20ကိုဒီ finger တွေထိုးစမှာရှိလို့20ဖြစ်သွားပါတော့အဲ့ဒီဟာကဆိုရင်ဒါကျွန်တော်တို့အချိန်ကြာလာတဲ့အမျှပြောင်းလဲနေရဲဆိုတဲ့အရာကိုကျွန်တော်ပြောချင်တာပဲဖြစ်ပါတယ်တော့တင်ချာကဆိုရင် discover laws of nature အရာ discover ဖြစ်တယ်ဆိုရင် maths equal to ဘာဆိုပြီးတော့တိတိကျကျရှိရမှာမဟုတ်ပါဘူးလားအခုလိုမျိုးမရှိဘဲနဲ့ system မျိုးစုံအပေါ်ကပြောသလို system မျိုးစုံတွေရှိနေရဆိုရင်ဒါသူတို့လူတွေကဆိုရင်သူတို့ရဲ့လိုအပ်ချက်တွေနေ့စဉ်ဘဝတွေမှာဒါ convenience ဖြစ်ဖို့အတွက်သူတို့ရဲ့အတွေးအခေါ်နဲ့တည်ထွင်ခဲ့ခြင်းတစ်ခုဖြစ်တယ်လို့တော့ကျွန်တော်ကယုံကြည်ပါတယ်နောက်ထပ် argument တစ်ခုဟာဆိုရင် Sunday ကဆိုရင်ပို့ပြီးတော့ဒီ problem တွေကိုလွယ်ကူလျင်မြန်တဲ့နည်းရည်နဲ့လုပ်ဖို့ဆိုပြီးတော့ innovation တွေပို့ပြီးတော့ထက်လုပ်လာကြပါတယ်အဲ့တော့ famous scientist တွေနဲ့အဲ့အကြောင်းကိုကျွန်တော်ရှင်းပြချင်ပါတယ်အဲ့တော့ Isaac Newton တို့နောက်ထပ် Gottfried Wilhelm တို့ဒီ mathematicians တွေပေါ့နော်သူတွေကဆိုရင်ဒီ motion တွေ changes တွေကိုလေ့လာဖို့အတွက် calculus ကိုတူချင်ခဲ့ပါတယ် calculus ကသူ့ဟာသူ naturally ဖြစ်နေတာမဟုတ်ဘဲနဲ့သူတို့ရဲ့အသိဉာဏ်တွေသူတို့ရဲ့ကိုယ်ပိုင် logic တွေနဲ့တည်ထွင်ထားတာပဲဖြစ်ပါတယ်mathematical inventions ဖြစ်တဲ့ဒီ Albert Einstein လူတိုင်းသိတဲ့ Albert Einstein ခုနကပြောရတဲ့ gravity ပေါ့နော်အဲ့တော့အဲ့ဟာကိုဆိုရင်လေသူကအဲ့ gravity တွေ tiny ပေါ်ကိုမူတည်ပြီးတော့မှ equation တွေ formula တွေကိုအသုံးပြုပြီးတော့မှ gravity ကဘယ်လောက်ရှိပါတယ်ဘယ်လိုမျိုးတွက်ရပါတယ်ဆိုတော့ခုနကထောက်ပြသွားတဲ့အဲ့ gravity ကိုတိုင်းတာနိုင်မှာပဲဖြစ်ပါတယ်gravity ကသူ့ဟာသူတည်ရှိနေတာ laws of nature ဟုတ်ပါတယ်ဒါပေမဲ့ gravity ကဘယ်လောက်ရှိတယ်ဆိုတော့ကျွန်တော်သိဖို့အတွက်ကိန်းဂဏန်းတွေ invention လုပ်ဖို့လိုအပ်ပါတယ် equation တွေ invention လုပ်ဖို့လိုအပ်ပါတယ်နောက်ခုကျွန်တော်တို့ဒီ AI တို့ computer တွေရဲ့ father တရက်father တို့တော့တတ်မှတ်လို့ရတဲ့ဒီ Alan Turing လို့ခေါ်တဲ့သူဟာဆိုရင်လေဒီalgorithm တွေကိုတည်ထွင်ခဲ့တယ်ဘာဖြစ်လဲတည်ထွင်ခဲ့ရပေါ့နော်အဲ့လိုတည်ထွင်ခဲ့လို့ကျွန်တော်တို့အခုချိန်မှာ machines တွေကိုအသုံးပြုနိုင်တာပဲဖြစ်ပါတယ်
အဲ့လို machine တွေကိုတီထွင်ထားတာဆိုရင်လည်းကျွန်တော်တို့ရဲ့ needs တွေလိုအပ်ချက်တွေပေါ်ကိုမူတည်ရဲ့အတွက်ကြောင့်တီထွင်ထားတာပဲဖြစ်ပါတယ်အဲ့တော့ပြောချင်တာကဆိုရင် maths ကဆိုရင် fix လုံးဝ fix မဖြစ်နေပဲနဲ့အများနဲ့အချိန်နဲ့အမျှလူတွေရဲ့ဒီ logic တွေ creativity တွေပေါ်မူတည်ပြီးတော့ပြောင်းလဲနေပါတယ်နောက်ဆုံး argument ကိုပြောရမယ်ဆိုရင် maths ကဆိုရင်ကျွန်တော်တို့အခုပြောနေတဲ့မြန်မာစကား English စကားတွေလိုပဲကျွန်တော်တို့ language တွေမြန်မာစကားပြောတာဆိုရင်ဒါလူချင်းဆက်သွယ်ပြောဆိုဖို့အတွက်ဖြစ်ပြီးတော့ maths ကဆိုရင်လည်း language တစ်ခုဖြစ်တယ်သူကဆိုရင်ခုနကပြောသလို university နဲ့ကျွန်တော်တို့ဂျားတွေကဆက်သွယ်ပေးတဲ့ language တစ်ခုဖြစ်တယ်လို့ကျွန်တော်ကတော့ယုံကြည်ပါတယ်သူကိုဆိုရင်ဒါ pattern တွေ relationship တွေနဲ့ဒီချိတ်ဆက်မှုတွေနဲ့ပေါင်းစည်းထားတာပဲဖြစ်တယ်ဥပမာပြောရမယ်ဆိုရင်planets ထဲမှာဆိုရင်planets တွေကဆိုရင်ဒါဘယ်လိုမျိုးတွေရွေ့ရှားနေတာကျွန်တော်တို့အတန်ကတော့ကျွန်တော်တို့ဗဇက်ကနေပဲထွက်တာဟုတ်ပါတယ်ဒါloss of nature ရဲ့ဗဇက်ကနေထွက်တယ်ဒါပေမဲ့reject ပါကျွန်တော်တို့ဗဇက်ကနေပြီးအတန်ထွက်ပါတယ်ဒါပေမဲ့အဲ့အတန်ရဲ့ frequency vibration တွေအဲ့ဟာတွေကိုတော့ကျွန်တော်တို့တိုင်းတာဖို့ဆိုရင် mathematics ကလိုအပ်ပါတယ်အဲ့တော့ကျွန်တော် conclusion အနေနဲ့ပြောကြရမယ်ဆိုရင် mathematics ကိုဆိုရင်ကျွန်တော်တို့လူသားတွေကရဲ့ brilliant idea နဲ့ invention လုပ်ခဲ့တာပဲဖြစ်ပါတယ်သူတို့ကိုဆိုရင်ဒီ culture တွေ creativity တွေ human တွေရဲ့လိုအပ်ချက်တွေပေါ်မူတည်ပြီးတော့invention လုပ်ခဲ့ရလို့လည်းကျွန်တော်ကယုံကြည်ပါတယ်အဲ့တော့လူတွေရဲ့ဒီလိုမျိုးဒီကောင်းတဲ့ invention တွေဒါ intelligent တွေဒါမရှိဘူးဆိုရင်နာမစေကဆိုရင်လည်းရှိတော့မှာမဟုတ်ပါဘူး equation တွေဆိုတာလည်းရှိတော့မှာမဟုတ်ပါဘူးဒီ system တွေformula တွေ geometry ဘာမှရှိအောင်မှာမဟုတ်တယ်လို့ကျွန်တော်တို့ဒီလိုမျိုးနေ့စဉ်ဘဝဒီဈေးဝယ်တာလေးကအစပြဿနာတွေအများကြီးနဲ့ကြုံတွေ့နိုင်ရမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့နေ့စဉ်ဘဝတွေမှာအခုလိုမျိုးအေးချမ်းချမ်းလေးနဲ့သူ့ဟာနဲ့သူမျိုးအဆင်ပြေဖြည့်ဖို့ဆိုရင်တင်ချာတွေကို inventions ဒီချက်မကပို့ပြီးတော့လေ invention innovation အကုန်လုံးကိုတစ်စနစ်တစ်စနစ်မြင့်သွားပြီးတော့တည်ထွင်ဖို့လည်းလိုအပ်ပါတယ်အဲ့ကြောင့်ကျွန်တော်အနေနဲ့ကတော့ maths ကဆိုရင် invention တစ်ခုဖြစ်တယ်လို့ယုံကြည်ပါတယ်အဲ့ကြောင့်ကျွန်တော်ကတော့သဘာဝနည်းအများကဲ့သို့သင်္ချာကိုတည်ထွင်ခြင်းထက်ရှာဖွေသိရှိခြင်းဖြစ်သည်ဆိုတဲ့အဆိုကိုရေရေဝုန်းဝုန်းကြီးကန့်ကွက်ရင်းနဲ့ကျွန်တော်ရဲ့အဆိုကိုညီကုံချုပ်လိုက်ရပါတယ်ရှင်โอเคပါအခုလိုမျိုးတေချာလေးဆွေးနွေးပေးသွားတဲ့ leader position ကိုလည်းကျေးဇူးတင်ပါတယ်အားဆိုကျမတို့အခု opening government ဖွဲ့ရ Deputy Prime Minister ကိုဖိတ်ခေါ်ချင်ပါတယ်အစင်းသဖြင့်စလို့ရပါပြီဟုတ်ကဲ့စလိုက်ပါမယ်နော်ဟုတ်အချိန်လေးโอเคအားလုံးပဲမင်္ဂလာပါရှင်ကျွန်မကတော့တဘာဝအိန္ဒိယမှာများကဲ့သို့တင်ချာကိုတည်ထွင်ခြင်းထက်ရှာဖွေတွေ့ရှိခြင်းဖြစ်သည်ဟုဆိုရဲအဆိုကိုအခိုင်အမာတင်သွင်းပေးသွားမယ် Deputy Prime Minister ပဲဖြစ်ပါတယ်ရှင်တစ်ဖက်က Leader of Opposition ကပြောသွားတယ်ပေါ့နော်တင်ချာဆိုတာကကျွန်တော်တို့လူသားတွေအကောင်းစွာအသုံးချနိုင်ဖို့အတွက်ရေတွက်တွေပုံစံတွေပုံဝန်းကျင်တွေမှာသုံးဖို့အတွက်တည်ထွင်ထားတယ်ဆိုပြောထားတယ်ပေါ့နော်မဟုတ်ပါဘူးရှင်တည်ထွင်ထားတာမဟုတ်ပါဘူးရှင်ငကိုရှိနေကြအရာကိုပဲကျွန်တော်တို့ကဖော်ထုတ်ထားတဲ့ဖြစ်တဲ့အတွက်ကြောင့် discover ဖြစ်ပါတယ်ရှင်ကျမတို့ရဲ့ Prime Minister ပြောသားသလိုမျိုးပါပဲတင်ရှာနဲ့သိပ္ပံဆိုတာဆိုရင်တကယ်အတွဲလိုမျိုးပေါင်းလျက်ရှိပါတယ်တင်ရှာ theory ရာဆိုရင်တဘာဝမှာဆိုရင်လည်းတဘာဝမှာဆိုရင်လည်းပြဿနာအမှန်တွေကိုတော့ရှင်းပြပေးနိုင်ပါတယ်ဥပမာနဲ့ပြောရမယ်ဆိုရင် Maxwell ရဲ့ equation တွေကဆိုရင်တင်ရှာနဲ့ theory တို့မှာအခြေခံပြီးတော့မှတဘာဝအတွင်းမှာရှိလျှက်စစ် line ဆို radio waves တွေရှိနေဆောင်ကိုလည်းခန့်မှန်းနိုင်ခဲ့ပါတယ်1864ခုနှစ်မှာဆိုရင်ဗြိတိရှသိပ္ပံပညာရှင်ဖြစ်တဲ့ James Clerk Maxwell ကဆိုရင်လျှက်စစ်နဲ့တန်လိုက်အကြောင်းကိုတင်ရှာနည်းလမ်းနဲ့ပေါင်းစပ်ခဲ့ပြီးတော့မှ Maxwell equations ဆိုတဲ့ theory ကိုတင်သွင်းခဲ့ပါတယ်ဒီ equation ကဆိုရင်တင်ရှာနေတဲ့ဆိုင်နဲ့လျှက်စစ် level electric field နဲ့တန်လိုက်နဲ့ပဲ magnetic field တွေကဆိုရင်အပြန်အလှန်တက်ရောက်လှုပ်ရှားနိုင်ပြီးတော့မှဒီလှုပ်ရှားမှုတွေကပဲလေထဲမှာ line ပုံစံနဲ့သွားနိုင်နေဆိုတာကိုပြသပါတယ်အဲ့ဒီချိန်တုန်းကတော့လျှက်စစ် line ဆိုတဲ့ radio wave တွေဆိုတာကိုဘယ်သူမှမတွေ့ဘူးသိကြပါဘူးဒါပေမဲ့နောက်ပိုင်း1889ခုနှစ်မှာဆိုရင်တော့ဂျာမန်သိပ္ပံပညာရှင်ဖြစ်တဲ့ research ပါဂျာမန်သိပ္ပံပညာရှင်ဖြစ်တဲ့ Heinrich Hertz ကဆိုရင်တကယ်ကိုမှ radio waves တွေကတကယ်ရှိကြောင်းကိုဖော်ထုတ်နိုင်ခဲ့ပါတယ်။ဒါတွေကဘာကိုပြသနေလဲဆိုရင်တင်ရှာကသဘာဝတရားတွေနဲ့ကန့်ညီရဖြစ်ပြီးတော့မှတီထွင်ထားတဲ့စိမ့်မြင့်နေမဟုတ်ဘဲနဲ့ငကိုရှိနေပြီးသားအမှန်တရားတွေကိုပဲဖော်ထုတ်ခြင်းဆိုတဲ့ discover ဖြစ်ပါတယ်ရှင်။အခုကျွန်တော်ရဲ့ Prime Minister ထပ်ပြောသွားသလိုပဲပေါ့နော်။လောကနာသိပ္ပံတွေကဆိုရင်သဘာဝတရားနဲ့တပြိုင်တည်းဖြစ်နေတဲ့အတွက်ကြောင့်မလို့လူသားတွေဖန်တီးထားဖို့ပဲနဲ့ရှာဖွေတွေ့ရှိထားတာပဲဖြစ်ပါတယ်။ဒီမှာဆိုရင်ကျွန်မအနေနဲ့ laws of nature equation တခုကိုအသစ်တခုထပ်ပြီးမှတင်ပြပေးချင်ပါတယ်ဒီမှာအားလုံးပဲ Newton ကိုသိကြမှာပေါ့နော်ဒီမှာဆို Newton ရဲ့ second law ဖြစ်တဲ့ second law of motion မှာဆိုရင်သဘာဝတရားရဲ့အခြေခံနည်းမှာမငြင်းမျှခြင်းဆိုတဲ့ law of nature equation တခုမှာဆိုရင်Newton ရဲ့ဒုတိယlaws of
second loss of motion ဖြစ်ပြီးတော့မှသူခါဆိုရင်အရာဝတ္ထုရဲ့ရွေးရှားမှုတွေမှာတက်ရောက်တဲ့ R ဆိုတဲ့ force ဒုရဲ့ဆိုတဲ့ mass တွေနဲ့အရှိန်ဆိုတဲ့ acceleration တွေ gravity ဆွဲအားတွေရဲ့ဆက်နွယ်မှုတွေကိုဖော်ပြထားပါတယ်လူချင်းမျိုးပဲစဉ်းစားကြည့်ကြပါ gravity ဒါမရှိဘူးဆိုရင် R reset ပါတဘာဝဆွဲအားရမရှိတဲ့အတွက်ကြောင့်မလို့ပစ္စည်းအကောင်ဆုံးကလေပေါ်မှာပဲလွင့်ပြန်နေကြမှာပါဒီဘက်က leader of opposition ကပြောသွားရပေါ့နော်machine တွေဆိုတာကတီထွင်ထားဆိုမှပြောသွားရပေါ့နော်တကယ်တော့မဟုတ်ပါဘူးရှင်ဒီအရာဝတ္ထုတွေမှာတက်ရောက်ထားတဲ့စုစုပေါင်းအားတွေကဆိုရင် net force တွေဖြစ်တယ်အဲ့ဒီတို့ဟာဆိုရင်じゃအားတက်ရောက်တဲ့လာရအတိုင်းဖြစ်ပြီးတော့မှဒီညီမျှချင်းဒီ equation ဟာဆိုရင်ကြတော့အရာဝတ္ထုတစ်ခုပေါ်အားပို့ပြီးမှတက်ရောက်တဲ့ချိန်မှာဆိုရင်သူ့ရဲ့အချိန်ကပိုပြီးမှကြီးမားလာတာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ဒီနေရာမှာဆိုရင်ကြတော့ classical machines ရဲ့အရှိကအုံမြင့်တစ်ခုဖြစ်ပြီးတော့မှလည်းလောကကြီးမှာရှိတဲ့ရွေးရှားမှုအကောင်လုံးကိုရွေးရှားမှုအကောင်လုံးမှာဆိုလည်း gravity ကမပါမဖြစ်ဖြစ်တယ်ဆိုမှပြောထားပဲဖြစ်ပါတယ်။ဒါကြောင့်မို့ laws of nature နဲ့ဒါဆိုရင်တော့laws of nature နဲ့ဒါလိုမျိုးငကိုရှိနေပြီးသားအရာတွေကိုလူသားတွေကဖော်ထုတ်ပြီးတော့မှတခြားလူသားတွေသိရှိနိုင်အောင်လို့ဖော်ပြခဲ့တယ်ဒီလို calculatorတင်ရိုးတွေထဲမှာလည်းတင်စားပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။နောက်တစ်ချက်ကဆိုရင်တော့အာကာသတွေကnecklace glassy တွေကိုဆိုရင်လည်း glassy တွေကဆိုရင်လည်း spiral shape တွေလိုမျိုးတင်ရှားပုံစံနဲ့လုံးဝကိုကိုက်ညီနေပါတယ်။အဲ့ spiral form တွေကဆိုရင်လူသားရဲ့ imagination မဟုတ်ဘဲနဲ့တဘာဝစွမ်းအင်တွေဗဟိုစိတ်အားတွေနဲ့အလိုလျောက်ကိုဖြစ်ပေါ်လာတာပါ။တင်ရှားစည်းမျဉ်းတွေဖြစ်တဲ့ gravity formula တွေ geometry တွေ trigonometry တွေဆိုရင်ကမ္ဘာမြေကြီးမှာဖြစ်ပျက်နေတဲ့mass တွေ mole တွေ sudden တွေနဲ့တော့တူညီပါတယ်ရှင်။တကယ်လို့ဒါတစ်ဖက်ကပြောသလိုမျိုးတင်ရှားတွေကလူရဲ့တီထွင်ဖန်တီးမှုသာဖြစ်နေမယ်ဆိုဒီလိုမျိုးဂျိုတက်ခုဝေစီတိုင်းမှာလုံးဝမတူသင့်ပါဘူးရှင်။ဒါကြောင့်မလို့တင်ရှားကဆို universal law တစ်ခုဖြစ်ပြီးတော့မှလူသားရဲ့ဖန်တီးထားတာမဟုတ်ဘူးလို့ကျွန်မကအခိုင်အမာပြောချင်ပါတယ်ရှင်။ဒီတင်ရှားပုံစံတွေကဆိုအပြင်မှာရှိနေတဲ့ reality ဖြစ်ပြီးတော့မှအဲ့ reality ကိုမှကျွန်တော်တို့ကရှာဖွေဖော်ထုတ်တာဖြစ်ပါတယ်ရှင်။နောက်ချက်ကဆိုရင်တို့နောက်တက်ချက်နေရဆိုရင်ကြလို့တွိတ်ဆန်နေအောင်မှအရှိကန်သဘောတရားတွေအရှိကန်တင်ရှားသဘောတရားတွေကိုလည်းနားလည်တတ်ကြပါတယ်။ဒီလိုတင်ရှားဆိုတာကကျွန်မဆောက်ကပြောခဲ့သလိုမျိုးလူဖွဲ့စည်းကဖန်တီးထားတဲ့ဟာတွေမဟုတ်ဘဲနဲ့တဘာဝအတွင်းကရတာဖြစ်ပါတယ်။ဒီတွိတ်ဆန်နေအောင်မှအရေးအတွက်နဲ့ပတ်သက်ပြီးမှနားလည်တတ်တဲ့ဆိုတဲ့ဟိုကတင်ရှားနဲ့ပတ်သက်တဲ့အခြေခံတွေကတဘာဝတွေမှာရှိနေပြီးသားဆိုတော့ကိုပြသပါတယ်။ဥပမာပြောရမယ်ဆိုရင်ဒီလိုမျိုးကျွန်တော်တို့အိမ်မွေးကြောင်တွေဖြစ်တဲ့အိမ်မွေးကြောင်တွေခွေးတွေမှာမဟုတ်ပတ်ဝန်းကျင်မှာရှိတဲ့စက်တွေပါညာပေါ့နော်အဲ့လိုမှာဆိုရင်တို့တွိတ်ဆန်နေအမားတွေကခလေးမွေးပြီးတဲ့ခါမှာဆိုတို့3-4ကောင်မွေးရပဲထားကြပါစို့အဲ့ဒီ3-4ကောင်ကိုဆိုရင်တို့မွေးကစားရှင်မှာတို့ကိုရဲမှာထွေးပွေပြီးတော့မှအနွေးရက်တွေပေးမယ်အဲ့ခလေးတွေကိုလည်းကာကွယ်ဆောက်ရှောက်ပေးပါတယ်ဒါပေမဲ့အဲ့ခလေးတွေကအသားမျိုးမျိုးကြောင့်တေကုန်ကြရဲဆိုရင်ရောအရေးအတွက်တွေရော့သွားတာနဲ့တို့ကမိခင်ဖြစ်သူတွေကဟိုရှာတခြားလိုက်ရှာနေကြမှာပါ၄ကောင်နဲ့တစ်ကောင်ရောက်သွား၄ကောင်နဲ့2ကောင်ရောက်သွား၄ကောင်နဲ့3ကောင်ရောက်သွားတာဒီလိုမျိုးတွေကိုတို့ကနားလဲပါတယ်အဲ့လိုနားလဲလို့လဲတို့ရဲ့သားသမီးတွေပျောက်သွားတဲ့နေရာတို့ကလိုက်ရှာနေကြပါတယ်ဒါဟာဆိုရင်သူတို့ကတင်ရှားရဲ့အကြောင်းအရာကိုနားလည်နေရလို့ပဲပြောပြတာဖြစ်ပါတယ်ရှင်။တင်ရှားကလူသားရဲ့တင်ပြထားတဲ့သင်ခန်းစာသားတစ်ခုဖြစ်မယ်ဆိုရင်တွိတ်ဆန်နေနေနားလည်နိုင်မယ်ကျမတို့ကလုံးဝမထင်နိုင်ပါဘူးလုံးဝမဖြစ်နိုင်ပါဘူးရှင်။ဆိုတော့နေကောင်းစုအနေနဲ့ပြောရမယ်ဆိုရင်တော့တင်ရှားဆိုတာကလူတွေကတည်ရင်ထားမှာမဟုတ်ဘဲနဲ့သဘာဝတရားတွေကဖုံးကွယ်ထားတဲ့အမှန်တရားတွေကိုရှာဖွေဖော်ထုတ်ခြင်းပဲဖြစ်ပါတယ်။ဒီလိုတင်ရှားတွေကိုရှာဖွေဖော်ထုတ်တယ်လို့သာလက်ခံလိုက်မယ်ဆိုရင်တင်ရှားတစ်ခုချင်းစီဟာဆိုရင်အမှန်တရားတစ်ခုစီဖြစ်တည်ရှိနေမှာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ပေါ့နော်တင်ရှားကိုတာမကပဲတိတ်ပန်နဲ့တခြားနည်းပညာပိုင်းတွေဟာဆိုရင်ကျမတို့ကဘာမြေကြီးမှာဖြစ်ပျက်နေတဲ့အရာတွေကိုကျမတို့မမြင်နိုင်တဲ့အရာတွေကိုသူတို့ကဖော်ထုတ်ပေးတဲ့ကိရိယာတွေလို့ကျမတို့ကတင်စားတင်ပါတယ်ရှင်။တစ်ဖက်တင်ကပြောသားလိုမျိုးပေါ့နော်တီထွင်နေဆိုတာကမမြင်နိုင်တဲ့အရာတီထွင်နေဆိုတာကပြောရရင်တီထွင်နေဆိုရင်တော့မမြင်နိုင်တဲ့အရာတွေကိုလုံးဝမခံမနိုင်ပေါ့နော်တီထွင်နေဆိုတာကလုံးဝအသစ်ဆက်ဆက်ကြီးတစ်ခုကိုပြုလုပ်လိုက်တာဖြစ်တဲ့စားမို့လုံးဝမခံမနိုင်ပါဘူးရှာဝေပေါ်ထုတ်ရှင်ကသာလေမမြင်နိုင်တဲ့အရာတွေကိုခံမနိုင်တာပါရှင်ဒါကြောင့်မို့သဘာဝရဲ့နေရာများကဲ့သို့တင်ရှာတွေကိုတီထွင်စံတဲ့ရှာဝေပေါ်ထုတ်ရှင်ဖြစ်တယ်ဆိုတာကိုပြောစားရင်းနဲ့ပဲကျွန်မကနေကုန်းချုပ်ရှင်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ရှိပါတယ်ရှင်ဟုတ်ကဲ့ပါခုလိုမျိုးသိချောင်းလေးပြောဆိုပေးသွားတဲ့ Deputy Prime Minister လည်းကျေးဇူးတင်ပါတယ်အားဆိုကျမတို့အခုကတော့ Deputy Leader of Opposition အလှည့်ပဲဖြစ်ပါတယ်ရှင်စင်သင်ဖြစ်ရင်စလို့ရပါပြီ ဟုတ်ကဲ့အဆင်ပြေဖြစ်ပါတယ်ကျောင်းလာကြတဲ့လွှတ်တော်ကိုယ်စားလှယ်များတိုင်းလူကြီးများအစိုးရအဖွဲ့ဝင်များဝန်ကြီးချုပ်နဲ့အတိုက်အခံအဖွဲ့ဝင်များလာရောက်ကြည့်ရှုကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမကတော့တဘာဝနီးရမှာများကဲ့သို့တင်ချာကိုတီထွင်ခြင်းတဲ့ရှာဖွေတွေ့ရှိခြင်းဖြစ်သည်ဆိုတဲ့အဆိုကိုယုံကြည်စွာညှင်းဆိုသွားမယ် Voice of Victory အဖွဲ့မှ WD Leader of Opposition ပဲဖြစ်ပါရဲ့ရှင်ကျမကကျမရဲ့အဆိုပြုချက်လေးတွေကိုမစတင်ခင်မှာကျမကဒီ Prime Minister ပြောသွားတဲ့အချက်လေးတွေကိုပြန်ပြီးတော့ကြတော့ပြောချင်ပါတယ်ပထမဦးဆုံးအချက်ကတော့ဒီ Prime Minister ကပြောသွားတယ်ပေါ့နော်ဒီ browser မှာဆိုလို့ရှိရင်တဲ့ဒီ discover လို့ပဲတွေ့ရယ် invent လို့မတွေ့ဘူးပေါ့နော်ကျမကတော့ဒီအဆိုပြုချက်လေးကို information မှန်ရင်လားလို့မေးချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကြတော့တချို့နေရာတွေမှာတော့ discover လို့ရေးထားပေမဲ့တချို့နေရာတွေမှာ who invent that
formula ဆိုပြီးတော့ရေးထားတာမျိုးရှိပါတယ်ဒါကြောင့်မလို့ဒီ discovery invent တွေရေးထားတဲ့ website browser တွေကလူတွေရေးထားတာဖြစ်တဲ့အတွက်ဒါသူတို့ရဲ့ရေးသားမှုပေါ်မှာမူတည်ပါတယ် discover ရေးအောင် invent ရေးအောင်လေဒါကရှာဖွေတွေ့ရှိတယ်ဒါကရှာဖွေတွေ့ရှိတဲ့တီထွင်တယ်လို့တက်တက်မဲ့ပြောလို့မရပါဘူးအဲ့ကျမရဲ့နောက်တစ်ခုအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ကျမကဒီ prime minister ကဒီ Newton ရဲ့ law ကို definition ဖွင့်သွားတယ်နော် prime minister ကဒီ minister deputy prime minister က Newton ရဲ့ law ကို definition ဖွင့်သွားတယ်ကျမကဒီ Newton ရဲ့ law ကိုပြန်ပြီးတော့ပြောချင်ပါတယ်ဒီ Newton ရဲ့ law ဒီရက်နေတဲ့အရာဝတ္ထုဒီဘေးအလင်မှာပါလို့ရှိရင်ရက်နေရပေါ့နော်ဒါကသူ့ရဲ့သဘောဝရဲ့နိယာမှာပါကျမတို့က Newton ရဲ့ law physics နဲ့ကျမတို့ရဲ့သင်္ချာ math နဲ့ကိုသွားပြီးတော့နှိုင်းယှဉ်လို့မရဘူးဘာဖြစ်လို့နှိုင်းယှဉ်လို့မရတာလဲဆိုလို့ရှိရင်ကျမတို့ကသင်္ချာကသဘောနိယာမှာဖြစ်ပြီးတော့sorry ပါ physics ကသဘောနိယာမှာဖြစ်ပြီးတော့ကျတော့သင်္ချာကကျမတို့လူသားတွေဖန်တီးထားတာပါသဘောနိယာမှာကမေးခွန်းဆိုလို့ရှိရင်ကျမတို့တွေကဒီ equation ဒီ Newton ဖန်တီးထားတဲ့ law ကိုကျမတို့တွေကလူသားတွေနားလည်အောင်သိရှိစေဖို့အတွက်အဖြေရှာပေးထားတဲ့ဟာကဒီသင်္ချာပါပဲအဲ့ဒါကြောင့်မို့ကျမတို့တွေကဒါသင်္ချာကို discover လို့ပြောလို့မရပါဘူး advance လို့ပြောလို့ရပါတယ်အဲ့ဒါကြောင့်မို့ကျမနောက်ထပ်တစ်ခုအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ဒီ prime minister ကပေါ့နော်ဒီdiscover နဲ့ advance ကို definition ဖွင့်သွားတယ်ပေါ့နော်ကျမကဒီ definition လေးကိုပြန်ပြီးတော့စဉ်းစားစီချင်ပါတယ် discover ဆိုတဲ့သဘောတရားကသူက discover ဆိုတဲ့သဘောတရားကသူဒီequation ဒီ Newton ရဲ့ law လိုမျိုး equation တက်တက်မှတ်ထဲရှိနေတဲ့အရာ solution ရှိနေပြီးသားအရာကို discover လို့ခေါ်ပါတယ် invention ကတော့မတူပါဘူးဆက်လက်ပြီးတော့ပြောင်းလဲအသစ်တွေဖြစ်နေတဲ့အရာကို invention လို့ခေါ်ပါတယ်အဲဒါကြောင့်မို့ကျမတို့တွေကဒီသင်္ချာမှာဆိုလို့ရှိရင်အသစ်တွေထပ်ပြီးတော့ဖြစ်ပေါ်နေတဲ့ equation တွေအသစ်ထပ်ပြီးတော့ဖြစ်ပေါ်နေတဲ့အရာကို discover လို့သွားပြောလိုက်လို့ရှိရင်အမှားကြီးမှားသွားပါလိမ့်မယ်အဲ့တော့ကျမရဲ့ argument လေးကိုဆက်ပါမယ်ကျမရဲ့ argument လေးမှာဆိုလို့ရှိရင်တော့ဒီ group of theory ကိုလေ့လာကြည့်လို့ရပါဒီ19ရာစုမှာဆိုလို့ရှိရင် evaluation Black ကနေပြီးတော့ဒီ pure mathematics ကိုစတင်တည်ထွင်ခဲ့ပါအဲ့ချိန်မှာဆိုလို့ရှိရင်ကျမတို့တွေကဒီယူပဗေဒအတွက်ကိုအသုံးပြုဖို့အတွက်တောင်မှမရည်ရွယ်သေးပါဘူးအဲ့ပြီးတော့ကျမတို့တွေကဒီ logic တွေကိုဒီလူသားတွေကတခြားကိုတည်ထွင်တဲ့အခါမှာဆိုလို့ရှိရင်ကျမတို့တွေကဒီ zero ဆိုရပြောင်းလဲပြောကြကျမတို့စိတ်ကူးစိတ်တန်းတွေကိုပြောင်းလဲပြောကြ logic တွေကိုအလုံးလုံးအောင်စိတ်ကူးတွေမှာတည်ထွင်ကြပါတယ်ပြီးတော့သဘောမှာရှိနေတဲ့အချက်လက်တွေကိုဒီတိုင်းတာဖို့အတွက်ကျမတို့တွေကတည်ထွင်ခဲ့ခြင်းဖြစ်ပါတယ်ဘာဖြစ်လို့ကျမတို့တွေကဒီအဲ့ဆိုရင်ပုံတင်နီးကြသဘောကနီးကြအများနဲ့မှန်နေရလဲဆိုလို့ရှိရင်ကျမတို့လူသားတွေကအများနဲ့မှန်အောင်လုပ်ခဲ့လို့ပါအဲ့ကြောင့်မို့သင်္ချာလေးကျမတို့လူသားတွေကဖတ်တီးခဲ့ခြင်းဖြစ်ပါတယ်လို့ပြောလို့ရပါတယ်အဲ့တော့ကျမကသင်္ချာကိုဗကြီးကားဆွဲချင်းခဲ့သူတော့ဥပမာလေးပေးချင်ပါတယ်ဗကြီးကားဆွဲလို့ရှိရင်ကျမတို့တွေကဒီပုံတမုံကိုကျမတို့စိတ်ကြိုက်ဆွဲလို့ရပါတယ်အဲ့တော့ကျမတို့တွေကဒီသင်္ချာကလည်းပဲကျမတို့ရဲ့စိတ်ကြိုက်ဖန်တီးလို့ရတယ်သုံးဆွဲလို့ရပါတယ်အဲ့တော့ဒီ prime minister ကဒီပိုင်ကိုပြောသွားတယ်ဟုတ် reject ပါ prime minister ကပိုင်ရဲ့တန်ဖိုးကိုပြောသွားတယ်ပေါ့နော်ပိုင်ရဲ့တန်ဖိုးကဒီတဘာဝကြီးထဲမှာငကိုကနေရရှိနေရလို့ပြောတာပါကျမကအဲ့ဒါကိုညှင်းဆန်ခြင်းပါတယ်ပိုင်ရဲ့တန်ဖိုးကိန်းကနန်းတွေအလျားတွေအချင်းတွေအမြင့်တွေကိုကျမတို့လူသားတွေဖန်တီးခဲ့တာပါဒီကိန်းကနန်းတွေ0 1 2 3ကျမတို့တွေက0ရဲ့နောက်မှာ1ရှိရမယ်0ရဲ့တန်ဖိုးဒီ structure function တွေကဘာဖြစ်တယ်1ရဲ့တန်ဖိုးကဘာဖြစ်တယ်ဆိုတော့ကျမတို့တွေကဒါလူသားတွေဖန်တီးခဲ့တာမလို့ဒီပိုင်ရဲ့တန်ဖိုးကလည်းကျမတို့လူသားတွေကဖန်တီးခဲ့တာတကယ်လို့ကျမတို့သဘောတရားကြီးကပိုင်ကိုတွေ့ရှိရဆိုလို့ရှိရင်ပိုင်ကlanguage စီပြောင်းသွားတဲ့အခါမှာတခုတည်းအနေနဲ့တသက်မတည်းမရှိဘဲနဲ့တချို့ပြောင်းလဲသွားတဲ့ language တွေမှာရှိပါတယ်အဲ့တော့ Arabic မှာဆိုတစ်မျိုးဒါရှေးမှာဆိုလို့ရှိရင်တစ်မျိုးပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ argument လေးထပ်ပြီးတော့ဆက်လို့ရှိရင်ဟုတ်ကဲ့ reject ပါကျွန်မရဲ့ argument လေးကိုထပ်ပြီးတော့စရမယ်ဆိုလို့ရှိရင်ဒီစကြဝဠာကဒါသင်္ချာကိုဖန်တီးခဲ့မယ်ဆိုလို့ရှိရင်ပေါ့နော်ဒီသဘောတရားကိုပြဖို့အတွက်သင်္ချာကကျွန်မဆောနာပြောခဲ့သူပဲသင်္ကေတတစ်ခုတည်းရှိရမှာပါနောက်ထပ်ဥပမာတစ်ခုလေးကိုထပ်ကြည့်ရမယ်ဆိုလို့ရှိရင် infinity ဆိုတဲ့ infinity သင်္ကေတလေးကိုကြည့်လို့ရပါတယ်infinity သင်္ကေတမှာဆိုလို့ရှိရင်ကျမတို့က infinity အနန္တလို့သတ်မှတ်ထားပေမဲ့တကယ်မှာဆိုလို့ရှိရင်ကျမတို့ language တွေအများကြီးပြောင်းလဲသွားတာမျိုးတွေရှိရပေါ့နော်အားကြောင့်မို့ကျမတို့တွေကဒါကိုသင်္ချာကိုဘာသာစကားတစ်ခုအနေနဲ့လို့ပဲသတ်မှတ်လို့စင်ငယ်ပြောင်းလဲနေတဲ့ဘာသာစကားတစ်ခုအနေနဲ့သတ်မှတ်လို့ရပြီးတော့ဒီလူသားတွေတီထွင်မှုလို့ပဲပြောလို့ရတယ် discover လို့ပြောလို့မရပါအဲ့ဒါကြောင့်ကျမကဒီအဲ့ဒါပြောချင်တာကသင်္ချာမှာဆိုလို့ရှိရင်သဘာဝကတွေးရှိခဲ့တဲ့အထောက်အထားဆိုတာမရှိပါဘူးဒီသဘာဝတွေရောက်ဖြစ်တည်နေတဲ့ theory တွေဒီ Newton ရဲ့ law တွေလိုဟာမျိုးကိုကျမတို့ရရှာဖွေတွေ့ရှိတွက်ချက်ဖို့အတွက်ဒါတီထွင်ခဲ့ခြင်းဖြစ်ပါတယ် It's man will discover nature shall be already show proof that's only human proofs massive invention မှာအဲ့တော့ကျမတို့တွေကဒီ discover လာဖြစ်မယ်ဆိုလို့ရှိရင်ကျမတို့တွေကဒီ solution ရှိနေပြီသားဖြစ်ရမှာဒါပေမဲ့ကျမတို့တွေကလူသားတွေကဒီ solution ကိုရှာဖွေရတာဖြစ်ပါတယ်ကျမတို့ leader opposition ပြောသွားသလိုပဲသင်္ချာရဲ့ simple rule တွေ language တွေကလူသားတွေတင်ခဲ့တာပါ we don't discover symbol like plus minus equal we invent them ကျမတို့တွေကဒါတွေကိုတီထွင်ခဲ့တာဖြစ်ပါတယ်အဲ့တော့ကျမရဲ့နောက်ဆုံး argument လေးကိုဆက်ချင်ပါတယ်ဒီနောက်ဆုံး argument လေးကသင်္ချာကကျမတို့တွေအမြဲတမ်းပြောင်းလဲဖြစ်တည်နေတဲ့ဟာပါ category ကလည်း category ရဲ့
incompleteness theorem မှာဆိုလဲပြောသွားပါတယ်တေချာကတိကျစွာအဖြေမပေးနိုင်တဲ့ equation တွေရှိကြောင်းသက်တည်ပြခဲ့ပါတယ်ဒါကြောင့်မို့ကျမတို့တွေ infinity တွေ root တွေ pi တွေကကျမတို့တွေလူသားတွေတီထွင်ပြီးတော့နာမည်ပေးခဲ့ရဖြစ်ပါတယ်ကျမတို့အချုပ်အဖြစ်ပြောရမယ်ဆိုလို့ရှိရင်တော့ကျမတို့ opposition ဘက်မှတေချာကတော့အညမှာများကဲ့သို့တေချာကိုတီထွင်ခြင်းတဲ့ရှာဖွေတွေ့ရှိရင်ဖြစ်သည်ဆိုတဲ့ motion ကိုယုံကြည်စွာနဲ့ညှင်းဆန်လိုက်ရပါတယ်လို့ပြောရင်ဒီကိုချက်လိုက်ပါရှင် ဟုတ်ကဲ့ပါအခုလိုမျိုးဆွေးနွေးပြောဆိုပေးထားတဲ့ Deputy Leader Opposition လည်းကျေးဇူးတင်ပါတယ်အားဆိုကျမတို့အခုလှည့်ကြတာကတော့ Member of Government ပဲဖြစ်ပါတယ်ရှင်အဆင်သင့်ဖြစ်ပါပြီလား ဟုတ်ကဲ့အတန်လေးတေချာကြရလားရှင် ဟုတ်ကဲ့ပါအတန်ကိုတေချာကြားရပါတယ်ဟုတ်အဆင်သင့်ဖြစ်တယ်ဆိုရင်တော့ဆက်လို့ရပါပြီ ဟုတ်ကဲ့စပါမယ်အားလုံးပဲမင်္ဂလာပါရှင်ကျွန်မကတော့ Miss and Match ကပထမဆုံးပြောဆိုမဲ့ Members of Government ရွှေပို့ရင်ဖြစ်ပါတယ်တဘာဝဤနေရာမှာများကဲ့သို့တင်ချာကိုတီထွင်ခြင်းထက်ရှာဖွေတွေ့ရှိခြင်းဖြစ်သည်ဟုဤလွတ်တော်ကယုံကြည်သည်ဆိုတဲ့အဆိုကိုထောက်ခံဆွေးနွေးသွားမှာဖြစ်ပါတယ်ဆိုတော့ကျမတို့ဒီနေ့ opposition government ကဆိုရင်တင်ချာဆိုတာကရှာဖွေထားတဲ့အရာဖြစ်ကြောင်းပိုင်တန်မိုးတွေဟာနှစ်ပေါင်းထောင်ချီသုံးလာကြောင်းနေနဲ့ဒါတင်ချာကတဘာဝတွေနဲ့ဘလို့ဆက်ဆက်နေတယ်တရိษံတွေကစတင်ချာကိုနားလည်ကြရဲဆိုတဲ့အကြောင်းတွေ theorem တွေဟာ discover ဖြစ်တဲ့အကြောင်းတွေကိုအများကြီးတင်ပြခဲ့တာကိုကျမအနေနဲ့ကြားလိုက်ပါတယ်ဆိုတော့ဟုတ်ပါတယ်ကျမတို့ကဒီနေ့မှာတင်ချာကတီထွင်ထားတဲ့အခန်းကဏ္ဍလုံးဝမပါဘူးလို့ညှင်းဆန်သွားမှာမဟုတ်ပါဘူးရှင်ဒါပေမဲ့ကျမတို့တီထွင်နေဆိုတာကအစိတ်ပိုင်းတစ်ခုအနေနဲ့ဒါပါဝင်ပြီးတော့တင်ချာနဲ့ပတ်သက်တဲ့ဒါနည်းနည်းတဲ့အမှန်တရားပေါင်းများစွာကိုတော့ရှာဖွေတွေ့ရှိကြတာဖြစ်ပါတယ်ဆိုတော့ကျမအနေနဲ့တစ်ဖက်က opposition team ကပြောသွားတယ်တင်ချာကတီထွင်ထားတာပါဆိုတဲ့အရာကိုကန့်ကွက်ထောက်ပြရင်းနဲ့ဒီနေ့ရဲ့အဆိုကိုမတူညီတဲ့ရှုထောင့်ကနေအခိုင်အမာထောက်ခံပြောကြားသွားမှာဖြစ်ပါတယ်ရှင်ဆိုတော့အရင်ဆုံးကျမအနေနဲ့ leader of opposition ကမေးသွားပါတယ်တင်ချာဆိုတာကတဲ့တကယ်လို့ရှာဖွေတွေ့ရှိထားတာဆိုရင်ဘာလို့ mass equal to ဘာဆိုပြီးမရှိရတာလဲလို့သူ့အနေနဲ့ပြောသွားပါတယ်ဆိုတော့ဘယ်ရှိမလဲရှင်ကျမတို့တင်ချာဆိုတာစလုံးလေးနှလုံးဆိုပေမဲ့အလွန်ကျယ်ပြန့်တဲ့နယ်ပယ်တစ်ခုဖြစ်ပါတယ်ကျမတို့ကရှာဖွေတွေ့ရှိခဲ့တာမဟုတ်ပါဘူးရှာဖွေနေစေဖြစ်ပါတယ်ရှင်ဆိုတော့ကျမအနေနဲ့ဒီနေ့ extension 3ချက်တင်ပါမယ်ပထမတစ်ချက်ကတော့တင်ချာသည်စိတ်ကူးအရာမဟုတ်ဘဲနဲ့ logic အပေါ်မူတည်ခြင်းဖြစ်ပါတယ်ကျမတို့တင်ချာဆိုတာကစိတ်ကူးရင်ပြီးလှုပ်ချင်တိုင်းလှုပ်လို့ရတဲ့ fiction မဟုတ်ပါဘူးရှင်ကျမတို့ကနှစ်ပေါင်းနဲ့9ဆိုပြီးတော့ဒါစိတ်ကူးရင်ပြောလို့မရပါဘူးနှစ်ပေါင်းနှစ်က4ဖြစ်တယ်ဆိုတာက logic အရာလူတိုင်းလက်ခံရမယ့်အချက်ပါရှင်ကျမတို့မြန်မာနိုင်ငံမှာလည်းနှစ်ပေါင်းနှစ်က4ဖြစ်တယ်လို့အာဖရိကမှာသွားမင်းရင်လည်းနှစ်ပေါင်းနှစ်က4ပါပဲရှင်ဆိုတော့နောက်တစ်ခုကျမတို့ equine geometry ကိုတစ်ချက်လေ့လာကြည့်ရအောင်ပါရှင်ကျမတို့အမှန်တစ်ခုကိုဆက်ပြီးတော့မြင်းဖြောင်ဖန်တီးနိုင်တဲ့ right angle တွေကအားလုံးတူညီကြတယ်စသဖြင့်ဒီသတ်မှတ်ချက်တွေဟာဆိုရင်လူတွေကတမင်ဖန်တီးထားကြတာမဟုတ်ပါဘူးဘသူကလာကြည့်ကြည့်မှန်ကန်တဲ့အချက်တွေဖြစ်ကြောင်းကျမတို့သက်သေပြနိုင်တဲ့ရှာဖွေတွေ့ရှိချက်တွေဖြစ်ပါတယ်နောက်ကျမတို့သင်္ချာ theorem တစ်ခုတွက်နည်းတစ်ခုကိုကျမတို့ဖော်ထုတ်ကျင့်သုံးခြင်းနဲ့ဆိုပါတော့ဒီအခါကျမတို့ဘာလုပ်ရပါသလဲရှင်သက်သေပြရပါတယ်ရှင်ဆိုတော့ကိုရှာတွေ့ထားတဲ့အရာကမှန်ကန်ကြောင်းသက်သေရှာရပါတယ်ဒီလိုမျိုးသဘာဝအရာမှန်ကန်နေတဲ့နည်းစနစ်တွေကိုလူသားတွေကရှာဖွေကြရတာဖြစ်ပါတယ်ရှင်တီထွင်ကြတာမဟုတ်ပါဘူးရှင်ဆိုတော့အကြောင်းရင်းကတော့ကျမတို့သင်္ချာရဲ့အမှန်တရားတွေဟာဆိုရင်စိတ်ကူးထဲမှာမဟုတ်ဘဲနဲ့သဘာဝအရာ logic based system တစ်ခုအနေနဲ့ရှိနေပြီးတော့လူသားတွေကရှာဖွေတွေ့ခဲ့တာဖြစ်ပါတယ်နောက်ကျမတို့အိန္ဒိယတရုတ်ဂရိစတဲ့ဒီလိုမျိုးနိုင်ငံအချင်းချင်းဆက်သွယ်မှုမရှိတဲ့အချိန်မှာတော့မှပိုက်တာဂိုးရဲ့ theorem ကိုတပြိုင်တည်းတွေ့ခဲ့ကြပါတယ်ဆိုတော့ကျမတို့ကတကယ်ပဲreject ပါတယ်တင်ချာကိုတီထွင်ကြရဲဆိုရင်ဒီလိုမျိုးလူတွေအများကြီးက theorem တစ်ခုတည်းကိုတပြိုင်တည်းတီထွင်နိုင်ကြပါမလားရှင်ဒါဟာသူတို့ရဲ့ဘူးတုဒ္ဒတွေပေါ်အခြေခံပြီးတော့သဘာဝရဲ့တင်ချာလှုပ်ဝက်ချက်တွေကိုရှာဖွေတွေ့ရှိတာမဟုတ်ပါဘူးလားရှင်ဒါကြောင့်မလို့ကျမတို့တင်ချာဆိုတာက logic based ဖြစ်တဲ့အတွက် invention လို့မဆိုလိုနိုင်ပါဘူးရှင်ဆိုတော့ကျမအနေနဲ့ဒုတိယ extension ကိုဆက်သွားပါမယ်ဆိုတော့တစ်ဖက်ကလူကြီးမင်းတွေကပြောသွားတယ်တင်ချာကတီထွင်ထားတာပါဆိုတဲ့အရာတွေကကျမတို့အချို့အစိတ်ပိုင်းတွေရမှန်ကန်ပါတယ်ရှင်ကျမတို့ကတင်ချာဆိုတဲ့ကျေပြန့်တဲ့ဘာသာရဲ့တစ်ခုကိုလက်တွေကျင့်သုံးတဲ့အခါမှာတီထွင်တာတွေမရှိဘူးလို့မငင်းဆန်ပါဘူးဟုတ်ပြီဆိုတော့ဘလို့အရာတွေကိုတီထွင်တာလဲခဏန်းတွေသင်္ကေတတွေတီထွင်တယ်မှန်ပါတယ်သို့တော့ဆိုတော့ကျမအနေနဲ့လူကြီးမင်းတို့ကိုမေးခွန်းလေးတစ်ခုမေးပါမယ်ကျမတို့ leader opposition ကလည်းပြောသွားတယ်1ပေါင်း1နှစ်ရတယ်ဆိုတော့ဒီလိုမျိုးနာမည်ပေးလိုက်တဲ့အရာပေါ့နော်ဆိုတော့ကျမတို့က1ပေါင်း1နှစ်ရပါတယ်လို့ပြောဖို့အတွက်အဲ့ဒီ1နှစ်ဆိုတဲ့ခဏန်းတွေကအရေးကြီးတာလားဒီခဏန်းတွေရဲ့နောက်ွယ်ကရှာဖွေတွေ့ရှိထားတဲ့သဘာဝအမှန်တရားကပိုအရေးကြီးတာပါလားရှင်နောက်ကျမတို့ deputy leader opposition ကလည်းပြောသွားပါတယ်ပိုင်တန်မိုးကိုတဲ့ဖန်တီးတဲ့နေရာမှာကျမတို့3.14ဆိုပြီးဒီခဏန်းတွေကိုတဲ့ဖန်တီးပေးခဲ့ပါတယ်တဲ့ဆိုတော့ကျမတို့ကပိုင်ရဲ့အမှန်တကယ်တန်ဖိုးအမှန်တရားကတော့ကျမတို့လူကဖန်တီးထားတာမဟုတ်ပါဘူးရှင်ကျမတို့လူတယောက်ကငါတော့ပိုင်တန်မိုးကို3.14လို့သတ်မှတ်မယ်မင်းတို့လက်ခံကြလို့ပြောရင်ကျမတို့လက်ခံကြပါလားရှင်ဆိုတော့တင်ချာဆိုတာကနည်းနည်းပါတယ်သူဒီသဘာဝနဲ့ချိတ်ဆက်နေတဲ့အရာဖြစ်ပါတယ်ပန်းမွက်လေးတွေဘလို့ပုံစံရှိရဆိုတာကအစငလင်နှိုင်းတွေဘလို့ပုံစံရှိရအပင်တွေဘလို့စကဲပုံစံလှဲ့တယ်စသဖြင့်ဒီလိုမျိုးတင်ချာဆိုတာကသဘာဝကိုဖော်ပြနေတဲ့အရာတွေဖြစ်ပါတယ်ပြချက်ပါတယ်ဆိုတော့ကျမတို့ကဒီလိုမျိုး
တီထွင်နေဆိုတာကတဘာဝအတွင်းမှာမရှိတဲ့အရာတွေကိုတီထွင်တာပါဖုန်းတွေကွန်ပျူတာတွေကျမတို့တီထွင်ကြတယ်အချိန်နဲ့မျှစိတ်ကြိုက်တီထွင်နိုင်ပါတယ်ဒါပေမဲ့တင်ချာဆိုတာကတော့လူမရှိလဲတည်ရှိနေတဲ့အရာဖြစ်ပြီးတော့အမှန်တရားကိုရှာဖွေတွေ့ရှိခြင်းပဲဖြစ်ပါတယ်ဒါကြောင့်တင်ချာဆိုတာကကျမတို့ကဘာကြီးကလှိဝက်ချက်တွေကိုတက်လွှာချင်းဖော်ထုတ်သွားနိုင်တဲ့ကျမတို့ကဘာကြီးကိုတတ်မှတ်ပေးတဲ့အရာဖြစ်ပါတယ်ရှင်ဆိုတော့ကျမအနေနဲ့နောက်ဆုံးပြင်ခြင်းတဲ့ extension ကတော့ကျမတို့ခေါင်းစဉ်လေးကိုလည်း recall လုပ်လိုက်ရအောင်ပါ discover like a law of nature လို့ပြောပါတယ်ဟုတ်ပါတယ်ကျမတို့တင်ချာဆိုတာကတဘာဝနိယာမတွေနဲ့ဆင်တူပါတယ်လူကြီးမလို့ရှာကြည့်လိုက်ပါတင်ချာကိုဘယ်သူတီထွင်ခဲ့လဲလို့ဘာအဖြေမှရမှာမဟုတ်ပါဘူးရှင်ဘာလို့လဲဆိုတော့ဘယ်တူတယောက်ကမှတင်ချာကိုတီထွင်ခဲ့တာမဟုတ်လို့ပါဘာလို့လဲဆိုတော့ကျမတို့တင်ချာဆိုတာကတမိုင်းတစ်လျှောက်လူယဉ်ကျေးမှုအမျိုးမျိုးကနေတဖြည်းဖြည်းဖွံ့ဖြိုးလာတဲ့စနစ်ဖြစ်ပါတယ်ကျမတို့ Mesopotamia မှာ BC 3000လောက်ကခဏတွက်ချက်ချင်းတွေကိုတွေ့ခဲ့ကြတယ်နောက် Egypt မှာမြေတိုင်းတာတဲ့စနစ်တွေပြက်ကလေးရေတွက်ချင်းတွေဒီလိုတင်ချာတွေကိုရှာဖွေတွေ့ခဲ့ကြတယ်နောက်ကျမတို့ Greek မှာ Pythagoras Archimedes စတဲ့ဒီလိုမျိုးလူတွေက theorem တွေကိုရှာတွေ့ခဲ့ကြပါတယ်ဆိုတော့ဒီလိုမျိုးကျမတို့ကတတ်သိပေါင်းများစွာပြပြီးတော့မှ universal truth ဖြစ်တဲ့တင်ချာစနစ်တွေကိုကျင့်သုံးနိုင်ခဲ့ကြတာပါရှင်နောက်ဥပမာပြောရလို့ရှိရင်ကျမတို့ opposition team ကလည်းပြောသွားတယ် Einstein ကဒီ E = mc square ဆိုတဲ့အရာကတီထွင်ခဲ့တာမဟုတ်ပါဘူးရှင်ကျမတို့မတိုင်ခင်မှာ Einstein ကစွမ်းအင်နဲ့ drag ထုကြားရခင်တည်းကရှိပြီးသားဖြစ်တဲ့ဆက်နွယ်မှုကိုတွေးခဲ့လို့ဖော်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်ဆိုတော့ဒါကိုကြည့်ချင်းအပြင်ကျမတို့တင်ချာဆိုတာကစိတ်ကူးယဉ်ပြီးဖန်တီးလို့ရတာထက်နယ်ပယ်တိုင်းမှာမှန်ကန်တဲ့အမှန်တရားဖြစ်ကြောင်းတွေ့နိုင်ပါတယ်ဆိုတော့ဒါကိုလည်းကျမတို့တင်ချာပညာရှင် Roger Penrose ကပြောခဲ့ပါတယ် Math truth is not invented but discovered ပြီးတော့သူကဥပမာလေးလည်းပေးသွားပါသေးတယ်ကိုလန်ဘတ်ဒီ American ကိုရှာတွေ့ခဲ့ပါတယ်တီထွင်ခဲ့တာမဟုတ်ပါဘူးဘာလို့လဲဆိုတော့ American ကအစတည်းကအဲ့နေရာမှာရှိနေတာကိုတဲ့ဒီလိုပါပဲကျမတို့တင်ချာဆိုတာလည်းတီထွင်တာမဟုတ်ပါဘူးရှာတွေ့တာဖြစ်ပါတယ်ရှင်ဆိုတော့ကျမအနေနဲ့ညီကုန်းချုပ်ရမယ်ဆိုရင်ကျမတို့ကလို့တလို့ပြောင်းလဲနိုင်တဲ့ခဏအခရာတွေကိုဒါတီထွင်နိုင်ကောင်းတီထွင်နိုင်ပါလိမ့်မယ်ဒါပေမဲ့တင်ချာရဲ့သဘာဝအမှန်တရားတွေကိုတော့ကျမတို့လူသားတွေရဲ့ဉာဏ်ပညာနဲ့ရှင်ပြီးတော့တဖြည်းဖြည်းဖော်ထုတ်နေရတာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ဆိုဖြစ်တဲ့သဘာဝရဲ့နိယာမများကိုတင်ချာနိယာမများကဲ့သို့တင်ချာကိုတီထွင်ခြင်းထက်ရှာဖွေတွေ့ရှိခြင်းဖြစ်သည်ဟုဤလွတ်တော်ကယုံကြည်သည်ဆိုတဲ့အဆိုကိုရဲရဲကြီးထောက်ခံရတဲ့ညီကုန်းချုပ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ကဲပါခုလိုမျိုးဆွေးနွေးပြောဆိုပေးသွားတဲ့ Memo Government ကိုလည်းကျေးဇူးတင်ပါတယ်အဲဆိုကျမတို့အခု Memo Opposition ကိုဖိတ်ခေါ်ချင်ပါတယ်စင်သစ်ဖြင့်စလို့ရပါပြီဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါရှင်ကြောက်လာကြတဲ့ Dynasty Minute တကွာ debater များအားလုံးကိုမင်္ဂလာညနေခင်းလေးဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ကျွန်မဟာဆိုရင်ဒီနေ့မှာတော့ This house believes that mathematics is discovered like the laws of nature rather than invented ဆိုတဲ့အဆိုကိုညှင်းဆိုသွားမယ် member of opposition ပဲဖြစ်ပါတယ်ရှင်းပါ member of government ကပြောသွားပါတယ်အမေရိကတိုက်ဆိုတာက Columbus ကရှာဖွေတွေ့ရှိခဲ့တာမှန်ပါတယ်ဒါ discover ပါ invented ဆိုတဲ့အဓိပ္ပာယ်ကတော့ကွဲပြားပါတယ် invented ဆိုတာလူတစ်ယောက်ရဲ့အတွေး idea အတွေးအမြင် theory တွေကိုတက်တည်ပြဖို့အတွက် mathematics ဆိုတာကို invent လုပ်ခဲ့တာကိုကျွန်မကဥပမာလေးနဲ့တင်ပြချင်ပါတယ်။ဥပမာပထမဆုံးဥပမာအနေနဲ့ -a ခဲမှတ်ကနေစပြောကြအောင်။ညီမတို့ရန်အင်မတန်အေးခဲပြီးတော့နှင်းနေကြတဲ့နိုင်ငံမှာ-ဒီဂရီ Celsius ဆိုတာရှိပါတယ်။-ဒီဂရီ Celsius ဆိုတာဘာကိုဖော်ပြရလဲ။တဘာဝချက်အင်မတန်မှအရန်အေးနေတယ်အလွန်အေးနေပါတယ်ဆိုတာကိုဖော်ပြချင်တာဖြစ်ပါတယ်။ဒီဖော်ပြမှုကိုလူတွေကနားလည်နိုင်မှုအတွက် -0 ဆိုတဲ့တန်ဖိုးထက်တောင်အေးနေပါတယ်ဆိုတာကိုဖော်ပြဖို့အတွက် ဆိုတဲ့ကိန်းဂဏန်းကိုဖော်ပြကြရတာပဲဖြစ်ပါတယ်။ဒါကြောင့်တင်ချာဆိုတာလူတွေနားလည်နိုင်ဖို့ကျမတို့ကကဘာကြီးကိုပုံမနားလည်နိုင်ဖို့ပုံမဖော်ပြနိုင်မှုအတွက်တည်ထင်ထားတဲ့ဘာသာရပ်တစ်ခုဖြစ်တယ်လို့ပြောချင်ပါတယ်။နောက်တစ်ခုDeputy Prime Minister ကပြောသွားပါတယ်။သရိတ်ဆန်တွေကလည်း reject ပါသရိတ်ဆန်တွေကဆိုလို့ရှိရင်ခလီသူတို့တရိတ်ဆန်လေးတွေမွေးလိုက်ကြတယ်ဘယ်နှယောက်ရှိတယ်ဘယ်နှကောင်ရှိတယ်ဆိုတာသိနိုင်တယ်လို့ပြောပါတယ်ဒါကမှန်ကောင်းမှန်နိုင်ပါတယ်သို့တော်လည်းဒါဆိုကျမတို့လူတွေကလည်းတစ်ပင်နှစ်ပင်ရှိရဆိုကြပါတော့တစ်ပင်နှစ်ပင်ရှိမှန်သိကြပါတယ်ကိုသားသမီးဘယ်နှယောက်မွေးတာလဲဘယ်နှယောက်ရှိမှန်သိကြပါတယ်ဒါပေမဲ့ကျမတို့သာကိန်းဂဏန်းတွေမတီထွင်ထားဘူးဆိုလို့ရှိရင်ဒီနှစ်ဆိုရဲကဏန်းကိုဘယ်လိုဖော်ပြမလဲဆိုရဲနီးလန်းမရှိပါဘူးကျမတို့ဒီနှစ်ဆိုရဲကိန်းဂဏန်းကိုဖော်ပြဖို့အတွက်ဒီတင်ချာကိုတီထွင်ခဲ့ကြရပဲဖြစ်ပါတယ်ဒုတိယတစ်ခုအနေနဲ့ပြောချင်တာကြတော့ကျမတို့သင်ချာမှာဆိုလို့ရှိရင်ဒီကိန်းဂဏန်းတစ်ခုတည်းမှာပဲ numbers တွေ algebra တွေပြီး theory တွေများစွာတည်တွင်ဖန်တီးခဲ့ကြရပဲဖြစ်ပါတယ်ဒီ theory တွေဆိုလို့ရှိရင်ကျမတို့ကလက်တွေ့လက်ကင်စုပ်ကင်ပြလို့ရတဲ့အရာတွေမဟုတ်ပါဘူးဒီအရာတွေကိုကျမတို့ဒီသက်သေပြဖို့အတွက်သင်ချာဆိုတဲ့ဘာသာရပ်ကိုတည်တွင်ခဲ့ကြရတယ်ဖြစ်ပါတယ်ဥပမာကျမတို့တုံညရဲ့တန်ဖိုးတုံညရဲ့တန်ဖိုးဆိုတာကိုအင်ဂျင်နီယာတင်ချာပညာရှင်တယောက်ကရှင်းရင်ခင်ကတည်ထွင်ခဲ့တာဖြစ်ပါတယ်။တုံညဆိုတဲ့အဓိပ္ပာယ်ကဘာမှမရှိဘူး။တန်ဖိုးမရှိဘူးဆိုတာကိုဖော်ပြဖို့အတွက်ကျမတို့ဒီတုံညဆိုတဲ့တင်ကနန်းလေးကိုဖန်တီးခဲ့တာဖြစ်ပါတယ်။ပြချက်ပါရှင်။တို့ပြင်နောက်ထပ်ပြောချင်တဲ့အကြောင်းအရာကတော့
နောက်ထပ်ပြောချင်တဲ့ကြောင့်တင်ချဆိုတာကကျမတို့နှစ်အလိုက်ဒီသိပ္ပံပညာရေးတိုးတက်လာတာတွေဤပညာရေးတိုးတက်လာတာနဲ့အမျှပြောင်းလဲလာတဲ့ဘာသာရပ်တစ်ခုပဲဖြစ်ပါတယ်။ဥပမာမြန်မာနိုင်ငံအနေနဲ့ပဲပြောမယ်ဆိုရင်ကျမတို့ငယ်စဉ်ကတင်ချကိုတွက်တဲ့အခါမှာငယ်ရာကိန်းမှာကြီးအောင်နှုတ်မယ်ဆိုရင်10ချီရဲ့အနေနဲ့တွက်ကြပါတယ်။ဒါပေမဲ့ယနေ့ခေတ်ကလေးတွေရဲ့စာအုပ်ကိုလေးလာကြည့်လိုက်မယ်ဆိုလို့ရှိရင်တင်ချဆိုတဲ့ဘာသာရပ်မှာဒီနှုတ်တဲ့နီးတို့တောင်ပြောင်းလဲသွားတာတွေတွေ့ရမှာဖြစ်ပါတယ်။အဆက်ပါဟုတ်ကဲ့ခုနက3ညကိုတီထွင်တယ်လို့ပြောရပေါ့နော်ဆိုတော့ကျမတို့ကဘာမှမရှိဘူးဆိုတာကိုပြောဖို့အတွက်3ညလို့နာမည်တက်ပေးလိုက်တာလားဒါမှမဟုတ်အဲ့3ညကိုတီထွင်တာလားရှင်3ညဆိုရဲကိန်းကနန်းကိုတီထွင်လိုက်တာဖြစ်ပါတယ်တင်ချဆိုတာ number ဆိုရဲကိန်းကိုတီထွင်တာဖြစ်ပါတယ်ဒါကြောင့်3ည1 2 3 4ဆိုရဲ number ဟာကျမတို့လူသားတွေကနေပြီးတော့တီထွင်လာခဲ့တာဖြစ်ပါတယ်ဟုတ်ကဲ့အဆက်ပြောပါမယ်ကျမစောစောကပြောခဲ့တဲ့အတိုင်း10ချီရဲ့နီလန်နဲ့တွက်ကြတာကိုတွေ့ကြမှာဖြစ်ပါတယ်။ဒီအခုခေတ်ကလေးတွေရဲ့ဖတ်စာအုပ်ကိုကြည့်လိုက်မယ်ဆိုရင်တော့ဒီနီလန်နေရာတော့မတူညီတော့ဘဲနဲ့ပြောင်းလဲနေရတာတွေ့ကြပါမယ်။ဒီအရာကိုကြည့်ချင်အပြင်ကျမတို့သင်္ချာဆိုတာက living language လို့ခေါ်တဲ့အသက်ဝင်နေတဲ့ဘာသာရပ်တစ်ခုလို့ဆိုလို့ရပါတယ်။ဒီဘာသာရပ်ဟာဆိုလို့ရှိရင်ခေတ်အလိုက်နှစ်အလိုက်နီးပညာတွေအသစ်တွေပေါ်လာတယ်နီးစနစ်အသစ်တွေပေါ်လာတယ်သက်သေပြနိုင်တဲ့နီးပညာတွေပေါ်လာတဲ့အမျှပြောင်းလဲနေတဲ့ဘာသာရပ်တစ်ခုလို့ကျမဆိုချင်ပါတယ်။နောက်တစ်ခုဥပမာတစ်ခုအနေနဲ့ပြောရမယ် imaginary number တွေဖြစ်တဲ့ x y a b ဒီ imaginary နာမည်က imaginary number စိတ်ကူးရင်ကိန်းဂဏန်းဖြစ်ပါတယ်ကျမတို့ဒီ Newton's laws တွေဘယ်မိသည့် laws တွေမှာမဆို imaginary number ဆိုရယ် x တွေ y တွေတချို့ပါရှိကြပါတယ်ဒီအရာတွေကိုတက်တည်ပြဖို့ရတွက်ဖို့ရကိန်းဂဏန်းအတိအကျအောင်မရှိတဲ့အတွက်တောင်ကျမတို့ဒီ x y ဆိုရဲဒီလို imaginary number စိတ်ကူးရင်ကိန်းဂဏန်းဆိုတာကိုတီထွင်ပြီးတော့ဒီတင်ချာကိုတွက်ကြရတာဖြစ်ပါတယ်ဒါကြောင့်တင်ချာဆိုတော့ကျမကတော့တီထွင်ဖန်တီးတဲ့ဘာသာရပ်တစ်ခုလို့ပြောချင်ပါတယ်ထို့အပြင်နောက်ထပ်ဥပမာတစ်ခုဖြစ်တဲ့အပိုင်းကိန်းကျမတို့ fractional gain လို့ခေါ်တဲ့အပိုင်းကိန်းနေရာဆိုလို့ရှိရင်လေကျမတို့ရေဘူးတစ်ဘူးမှာရေ3ပုံတစ်ပုံရှိတယ်ဒီရေ3ပုံတစ်ပုံရှိတာကိုဖော်ပြဖို့အတွက်ကျမတို့ကအပိုင်းကိန်းဆိုတာကိုသုံးကြရတာဖြစ်ပါတယ်အပိုင်းကိန်းဆိုတာကတောတောင်တွေတစ်ပင်တွေလိုမျိုးတဘာဝအတိုင်းတည်ရှိနေတာမဟုတ်ဘဲနဲ့ကျမတို့လူသားတွေကနေပြီးတော့တီထွင်ဖန်တီးထားတဲ့ကိန်းဂဏန်းတစ်ခုပဲဖြစ်ပါတယ်ဒါကြောင့်တင်ချာဆိုတဲ့ဘာသာရပ်ကကျမကတော့တီထွင်ဖန်တီးရတဲ့ဘာသာရပ်လို့ယုံကြည်ပါတယ်တို့ပြင်နောက်ဆုံးဥပမာတစ်ခုအနေနဲ့ပြောချင်တာကတော့ကျမတို့တင်ချာဘာသာရပ်ဆိုတာကဒီအရှိက member of government တွေပြောသွားပါတယ်ဒီခေတ်လိုက်နှစ်လိုက်ဒီ different culture ပေါ့နော်ကျမတို့ဒီ Asian Greek ခေတ်မှာ Greek ခေတ်ဒီ Indian ခေတ်မှာနေစသဖြင့်ဒီရာစုနှစ်တွေအလိုက်အမျိုးမျိုးပြောင်းလဲနေကြရပဲဖြစ်ပါတယ်အကယ်၍တင်ချာတာ law of nature လိုမျိုးမှန်ကန်တဲ့ဒီလိုမှန်ကန်တဲ့ပုံသေးနည်းပညာတစ်ခုဖြစ်မယ်ဆိုလို့ရှိရင်ဘာလို့ခေတ်အလိုက်ဒီဘာသာရေးနိုင်ငံအလိုက်ဘာလို့ပြောင်းလဲနေကြရလဲလို့ကျမမေးချင်ပါတယ်ကျမတို့နိုင်ငံအလိုက်တွက်ချက်နေတယ်မှာကျမတို့အပေါ်က member deputy leader opposition ပြောသွားပါတယ်ခေတ်ဒီဘောနော်ဒီတွက်နည်းတွေဆိုတာမတူညီကြပါဘူးတွက်နည်းတွေမတူညီကြတဲ့အတွက်ကျမတို့မှာတင်ချာဆိုတာကစောကလို့ mass equal to ဘယ်လိုဆိုလို့ရှင်တာမဟုတ်ဘဲနဲ့တင်ချာဆိုတာကိုနိုင်ငံတွေအလိုက်တောင်မတူညီရဖြစ်တဲ့တင်ချာဆိုတာ invented ဖြစ်ပါတယ် discover ဖြစ်တာမဟုတ်ပါဘူးဆိုရဲအဆိုကိုငင်းဆန်ရင်းနဲ့ကျမရဲ့ဒီစကားလုံးကိုကုန်းချုပ်လိုက်ပါတယ်ကျေးဇူးတင်ပါတယ်ကဲပါအခုလိုမျိုးဆွေးနွေးပြောဆိုပေးသွားတဲ့ Member Opposition ကိုလည်းကျေးဇူးတင်ပါတယ်။အဲဆိုကျမတို့အခု Government Team ရဲ့နောက်ဆုံး Speaker ဖြစ်တဲ့ Government Whip ကိုဖိတ်ခေါ်ချင်ပါတယ်။အစစ်အသစ်ဖြစ်ရင်စလို့ရပါပြီ။ဟုတ် Government Whip အစစ်အသစ်ဖြစ်ပါပြီလား။ ဟယ်လို ဟုတ်ကဲ့ပါအတန်းပြချကြရပါတယ်။ ဟုတ်ကဲ့အဲ့ဒါဆိုစလိုက်ပါမယ်နော်အားလုံးပဲမင်္ဂလာပါရှင်ကျွန်မကတော့ဒီနေ့ပြိုင်ပွဲမှာပွဲတစ်ခုလုံးအနှစ်ချုပ်လို့ combat and contrast လုပ်ပေးသွားတဲ့ mix and match အဖွဲ့က government whip လာမင်းတော်ပဲဖြစ်ပါတယ်ရှင်အဲ့ဒီနေ့ရဲ့မိုးရှင်းကတော့တင်ချာသည့်တဘာဝဤနေရာမှာများကဲ့သို့တင်ချာကိုတီထွင်ခြင်းတက်ရှာဖွေတွေးရှိခြင်းဖြစ်သည်ဟုယုံကြည်သည်ဆိုတာပဲဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုး philosophical ဘိုင်းဖြစ်တဲ့မိုးရှင်းဟာနံပါတ်ကိန်းကနန်းတွေ formula တွေလောက်ပဲမဟုတ်ပါဘူးဒီထက်ပိုပြီးတော့နက်နဲ့တဘာဝတရားကြီးတဲ့ကအမှန်တရားကိုတူးဆွရမှာပဲဖြစ်ပါတယ်တကယ်ပဲတင်ချာကကျမတို့လူသားတွေကြောင့်ပေါ်ထွက်လာလားဒါမှမဟုတ်လူသားမျိုးနွယ်တွေမပေါ်ပေါက်ခင်ကတည်းကရှိနေခဲ့ပြီးသားလား
ဒီမေကွန်းအတွက်ကျမတို့ government house နှစ်ခုစလုံးရဲ့ဖြေရတော့ရွေးရှင်းပါတယ်တင်ချာကစကြဝဠာရေးတစ်ခုလုံးရဲ့ဘာသာစကားဖြစ်ပြီးတော့လူသားတွေက describe မလုပ်ခင်ဟိုးရင်ကတည်းကကြာမြင့်စွာတည်ရှိနေကြတဲ့ဆိုတဲ့ဘက်မှာအခိုင်အမာရပ်တည်ခဲ့ကြတာပဲဖြစ်ပါတယ်အဲ့တော့ prime minister ကြီးကပထမဆုံးအနေနဲ့ definition တွေလည်းပြည့်ပြည့်စုံစုံဖွင့်ပြခဲ့တယ်ပြောရလို့ရှိရင် Nobel Prize winner Plato တွေရဲ့သက်သေနဲ့တကွတင်ချာဆိုတာဟာလူသားတွေရဲ့ဖန်တီးမှုဖြစ်ကြောင်းလည်းပြောပြခဲ့တယ်ပိုင်တန်မှုကြောင့် Five-Consonant sequence တွေအကြောင်းလည်းရှင်းပြသွားခဲ့ပါတယ်ဒါအပြင် Deputy Leader of Deputy Prime Minister ကနေပြီးတော့လည်းပြောပြခဲ့ရရှိရပေါ့နော်ခဏလေးပါအဲ့တော့ deputy leader opposition ပြောသွားခဲ့ပေါ့နော် physics နဲ့ math ကိုနှိုင်းယှဉ်လို့မရပါဘူးတဲ့ပြောရရှင်သင်္ချာမှာ equation အသစ်တွေထပ်ပေါ်လာတာဟာ discover ဖြစ်တယ်လို့ပြောလို့မရပါဘူးတဲ့သင်္ချာဆိုစိတ်ကြိုက်ဖန်လို့ရပါတယ်ဒါပေမဲ့ဒါတွေကိုကျမတို့ဘက်ကလုံးဝလက်မခံပါဘူးဘာကြောင့်လဲဆိုတော့ deputy prime minister ကလည်းပြောပြခဲ့ပြီးဖြစ်ပါတယ်သင်္ချာဟာသိပ္ပံနဲ့ဆက်ဆက်နေပြီးတော့သူ့ကိုအသုံးပြုပြီးတော့လျှက်စစ်တန်လိုက်နေ Newton ရဲ့ second law တွေ glassy ထဲမှာရှိတဲ့ဂျိုးတွေကိုရှာဖွေဖို့အတွက်တက်ချက်ဖို့အတွက်သူတို့ကအသိရှိရာကိုအသေးချာရှင်းပြခဲ့တာလည်းဖြစ်ပါတယ်အဲ့တော့လူတွေသာတီထွင်ခဲ့တာဆိုလို့ရှိရင်အဲ့တော့ဒီလိုမျိုးပေါ့နော်နောက်မှတွေးရှိလာတဲ့အရာတွေအတွက်ဘာကြောင့်ဒီလိုမျိုးသင်္ချာကကိုက်နေရပါလဲပေါ့နော်ဘာလို့လဲဒါဟာ universal truth ဖြစ်နေလို့ရှာဖွေတွေးရှိခဲ့လို့ပဲဖြစ်ပါတယ်ပြီးတော့ leader opposition ကပြောခဲ့ပေါ့နော်လူသားရဲ့ဒါမဲ့တီထွင်ခဲ့လို့ရှိရင် equation တွေ formula တွေကရှိမှာမဟုတ်ဘူး deputy leader opposition ကလည်းပိုင်တန်မှုကရှာဖွေတွေ့ရှိခဲ့ခြင်းမဟုတ်ပါဘူးတဲ့ဒါဆိုရင်တစ်ခုလောက်မေးခြင်းပါဒီလောက်နာမည်ကြီးရဲ့ပိုင်ကိုဘယ်သူကတီထွင်ခဲ့ရလဲဆိုတာရှိနိုင်မှာမဟုတ်သေချာပြောပြနိုင်မှာမဟုတ်ဘူးလားရှင်ပြီးတော့ opposition house တစ်ခုလုံးဘက်ကပြောခဲ့ရပေါ့နော်ကင်းကန်းနဲ့ symbol တွေကတီထွင်ခဲ့လို့တင်ချာလူသားတွေတီထွင်တာဖြစ်ပါတယ်အဲ့တော့ government ဘက်ကအထိရောက်လက်မခံပါဘူးဘာကြောင့်လဲဆိုတော့ကျမတို့ရဲ့ member of government ကနေပြီးရှင်းရှင်းလင်းလင်းကိုပြန်လည်ရှင်းပြခဲ့ပြီးသားဖြစ်ပါတယ်ကျမတို့က0လို့ပိုင်လို့နာမည်တက်ပေးလိုက်ရုံနဲ့သူတို့ရဲ့ contact တွေ relationship တွေကိုဖန်တီးလိုက်တာမဟုတ်ပါဘူးဟိုးရင်ကလေးကရှိပြီးသားတွေကိုရှာဖွေတွေးရှိပြီးနာမည်ပေးလိုက်ရုံပဲဖြစ်ပါတယ်စဝိုင်းတိုင်းမှာဘယ်သူမှသွားမတိုင်းခင်ကလေးကပိုင်ရဲ့တန်ဖိုးကတည်ရှိနေပြီးသားဖြစ်တယ်တိုင်းလိုက်တော့မှတွေ့လာပြီးတော့ဒါရှာဖွေတွေ့ရှိရဖြစ်တယ်ပေါ့နော်ဒါအပြင် Pythagoras ကရှာမတွေ့ခင်တည်းကထောင်းမှန်3ခိုင်တိုင်းမှာ Pythagoras ရဲ့ theory ကမှန်ကန်နေစေပဲဖြစ်ပါတယ်ရှာမတွေ့လဲမှန်တယ်ရှာတွေ့လဲမှန်တယ်ဒါကြောင့်မို့ဒါဟာ discovery ရဖြစ်ပါတယ် invention မဟုတ်ပါဘူးပြောရရင် Newton က gravity ကိုရှာမတွေ့ခင်ကတည်းက gravity ကတည်ရှိနေဆိုတဲ့သဘောတရားနဲ့အတူတူပဲဖြစ်ပါတယ်နောက်ထပ်ဥပမာအနေနဲ့ပေးရမယ်ဆိုလို့ရှိရင်ပြားတွေက hexagon ပုံစံနဲ့ပြားအောင်တွေကိုစောက်တယ်ပြားတွေကတင်ချောင်းသိလားမသိပါဘူးဒါပေမဲ့သူတို့ကတဘာဝနဲ့အတူရှိနေတဲ့ဖြစ်တဲ့အတွက်ကြောင့်မို့လို့တဘာဝထဲမှာရှိတဲ့တင်ချာပုံစံတိုင်းအလုံးလုံးတယ်ပေါ့နော်ဒါကြောင့်မို့လို့လဲဒါဟာတဘာဝပေါ့တင်ချာဟာတဘာဝထဲမှာပါဝင်နေပါတယ်ဆိုရင်အမှန်တရားပဲဖြစ်ပါတယ်ပြီးတော့ member opposition ကပြောခဲ့ရပေါ့နော်အနှုတ်ကိန်းတွေကတီထွင်ခဲ့တာတဲ့အဲ့တော့အနှုတ်ကိန်းတွေဆိုတာကတကယ်လက်ရှိမှာရှိနေတဲ့အရာတွေဖြစ်တယ်ပေါ့နော်ရာသီဥတုကလုံးဝ A ဝါ0အောက်ရောက်တဲ့ minus degree တွေဖြစ်တယ်အဲ့တော့ဒီ minus degree ဆိုတာကလူသားတွေမနေခင်ကတည်းကကဘာကြီးကအေးခဲလွန်းတဲ့အခါမှာ minus degree တွေကရှိနေပြီးသားဖြစ်ပါတယ်ဒါကိုဖော်ပြဖို့အတွက်ပဲ minus degree တွေကနာမည်တက်ပြီးတော့describe လုပ်တာပဲဖြစ်တယ်ပေါ့နော်ပြီးတော့ imaginary number တွေကလည်း inverted ဖြစ်ပါတယ်အဲ့တော့ imaginary number တွေကတကယ်လို့ inverted ဖြစ်တယ်ဆိုလို့ရှိရင်သူတို့တွေက electron ရဲ့လှုပ်ရှားမှုတွေအလင်းရဲ့အပြုတ်မှုတွေကိုဘယ်လိုလုပ်သိနိုင်မှာလဲပေါ့နော်သူဒါတွေဆိုတာကနောက်မှပေါ်ထွက်လာတဲ့အရာတွေဖြစ်တယ်ပေါ့နော်ဒါပေမဲ့သူတို့တွေက imaginary number တွေနဲ့ကိုက်ညီနေပါတယ်ဘာလို့လဲဒါဟာသင်္ချာရဲ့နောက်ထပ်ပို့ပြီးတော့နက်နဲတဲ့အလွှာကိုရှာဖွေတွေ့ရှိခဲ့တဲ့အတွက်ကြောင့်မို့လို့နောက်မှပေါ်ထွက်လာတဲ့အရာတွေနဲ့တောင်မှသူတို့ကကိုက်ညီနေကြရဖြစ်ပါတယ်ပြီးတော့ member opposition ကလည်းပြောခဲ့ရပေါ့နော်0ကတီထွင်ခဲ့တာအဲ့တော့ဟုတ်ပါတယ်0ကတီထွင်ကဖြစ်ကောင်းဖြစ်နိုင်မှာပေါ့နော်အမြည်တက်တာဖြစ်ကောင်းဖြစ်နိုင်မယ်ဒါပေမဲ့ဒါနှစ်ထဲကနှစ်ကိုနှုတ်လိုက်ဘာမှမရှိဘူးဆိုတာလူတိုင်းသိပြီးသားပေါ့နော်နာမည်တက်ပေါ်ထုတ်ပေးလိုက်ရုံပဲဖြစ်ပါတယ်ပြီးတော့ member opposition ပြောသွားတဲ့မှာပါပါတယ်နှစ်ဆိုတဲ့ခဏဖော်ပြကိုတင်ချောင်းတီထွင်တာပါတဲ့ဒါအပြင်ကျမတို့ member government တင်ပြခဲ့ပါသေးတယ်တင်ချောင်းဆိုတာကစေကူရဖန်တီးတာမဟုတ်ဘဲနဲ့ logic base ဖြစ်ပါတယ်မြန်မာမှာမိမိ grade မှာမိမိနှစ်ပေါင်းနှစ်က4ပဲဖြစ်ပါတယ်နောက်ထပ် classic evidence အနေနဲ့ပေါ့နော်တရိကန်မှာဒေါင်း3000ရှိရလူတိုင်းမျက်လုံးနဲ့မြင်ုံနဲ့သိနိုင်တယ်ပေါ့နော်ဒါပေမဲ့ဘာလို့ကျမတို့က theory တွေအရန်အပြင်းထန်သုံးပြီးတော့ဒေါင်း3000ရှိအောင်တက်တည်ပြဖို့စ조사နေရတာလဲပေါ့နော်ဘာလို့လဲဆိုတော့ဒါဟာရှာဖွေတွေ့ရှိခဲ့တဲ့အမှန်တရားဖြစ်လို့ဘယ်ရှုထောင့်ကပဲကြည့်ကြည့်ဘယ်နီးလန်းနဲ့ပဲတွက်ဒါဟာမှန်ပါတယ်ဆိုတာကိုပြဖို့အတွက်ပြဖို့အတွက်ပေါ့နော်တက်တည်တွေအချက်ပြနေရတာပဲဖြစ်ပါတယ်နောက်ချက်အနေနဲ့ကျမတို့ member government ကနေပြီးတော့
ပြောခဲ့ပေါ့နော် I star ရဲ့ E equal to mc square ဆိုတဲ့ equation ဟာစွမ်းအင်နဲ့ drag ထုကြားကအရင်ကတည်းကရှိပြီးသားဖြစ်တဲ့ relationship တွေကိုရှာဖွေတွေ့ရှိခဲ့ရပဲဖြစ်ပါတယ်အဲ့တော့နောက်ထပ်ဥပမာပေးရမယ်ဆိုလို့ရှိရင်ရေမှာ hydrogen နှလုံးနဲ့ oxygen တစ်လုံးရှိပါတယ်အဲ့တော့ကဒီ hydrogen နှလုံးနဲ့ oxygen တစ်လုံးပေါင်းလို့ရှိနေတဲ့ရေဆိုတာကအရင်ကတည်းကတည်ရှိပြီးသားပေါ့နော်လူသားတွေမရှိတဲ့ရေက hydrogen နဲ့ oxygen နှလုံးပေါင်းပြီးသားတကယ်လို့လူသားတွေကဒါ rules တွေ logic တွေတီထွင်ခဲ့ရဆိုလို့ရှိရင်လူသားမျိုးနိုင်မပေါ်ပေါက်ခင်တည်းကရှိနေတဲ့ဒီလိုမျိုးအရာတွေနဲ့ဘာကြောင့်ကိုက်ညီနေပါလဲရှင်အဲ့တော့ဒီကုန်းချောက်ရမယ်ဆိုရင်တော့အသင်္ချာကဘယ်တော့မှတီထွင်မှုတစ်ခုမဟုတ်ခဲ့ပါဘူးရှာဖွေတွေ့ရှိခဲ့ရပဲဖြစ်ပါတယ်စော်ဝိုင်းနဲ့တွေ့ကန်ဒီ equation တွေဒါတွေအားလုံးလူသားတွေရှာဖွေတွေ့မတွေ့တန်ဖိုးပမာဏတွေကပြောင်းလဲသွားမှာမဟုတ်ပါဘူးသင်္ချာ physics chemistry biology စတဲ့သဘောတရားတွေမှာဘာကြောင့်အဝင်ခွင်ချကိုက်ညီနေရပါလဲလူသားတွေဖန်တီးတာမဟုတ်ပဲ universe ရဲ့ language ဖြစ်တာကြောင့်ပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျွန်မကတော့ဒီနေ့ရဲ့ motion ဖြစ်တဲ့This house believes that mathematics is discovered like the laws of nature rather than invented ဆိုတဲ့အဆိုကိုအခိုင်အမာထောက်ခံနေတဲ့ညီကုန်းချုပ်ပြစီရှင်ကျေးဇူးတင်ပါတယ် ကဲပါအခုလိုမျိုးတေချာလေးအနှစ်ချုပ်ပြောဆိုပေးသွားတဲ့ government whip ကိုလည်းကျေးဇူးတင်ပါတယ်အဲဆိုကျမတို့ဒီနေ့ round ရဲ့ last speaker ဖြစ်တဲ့ opposition whip ကိုဖိတ်ခေါ်ချင်ပါတယ် ဟုတ်ကဲ့ပါကျမတန်တေခါခရလားရှင် ဟုတ်ကဲ့ပါအတန်ကိုတေချာလေးကြားရပါတယ် ဟုတ်ကဲ့ပါဟုတ်စားလိုက်ပါမယ်ရှင်ဟုတ်အားလုံးပဲမင်္ဂလာပါရှင်ကျမကတော့ this I believe that mathematics is discovered like the law of nature rather than invented ဆိုတဲ့အဆိုကိုစန့်ကျင်မဲ့ opposition whip ဖြစ်ပါတယ်ကျမ opposition whip အနေနဲ့ကတော့ဒီနေ့ရဲ့ပြောသွားတဲ့ motion ကိုအားလုံးကိုအနစ်ချုပ်ပေးပြီးတော့ကျမဟာဒီအဆိုဟာလက်တွေ့မကျပဲလူသားတွေရဲ့စိတ်ကူးရင်မှုတစ်ခုဖြစ်တယ်ဆိုတာရှင်းလင်းတင်ပြသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါ prime minister အနေနဲ့ကတော့ကျမတို့ discover နဲ့ invented law of nature တွေကိုအဓိပ္ပာယ်ဖွင့်ဆိုသွားပါတယ်ဟုတ်ကဲ့အဲ့ဒါတွေကိုကျမပြန်ပြီးတော့အနစ်ချုပ်ရမယ်ဆိုလို့ရှိရင်ရှားဖွေတွေ့ရှိခြင်းဆိုတာကလူသားတွေမတိုင်ခင်ကလေးကစัจ java ရာမှာကိုယ်ပုံစံအမှန်နဲ့တည်ရှိနေတဲ့အရာတွေဖြစ်တယ်ဆိုတာကိုသိရပါတယ်ဟုတ်ကဲ့ပါအဲ့ဒါတွေဟာလဲစွဲငင်အားတို့လက်စစ်တန်လိုင်းတို့ကိုပြောချင်တာဖြစ်ပါတယ်တီထွင်ဖန်တီးမှုဆိုတာကတော့လူသားတွေအနေနဲ့စနစ်တကျဖန်တီးထားတဲ့အရာတွေအဲ့ဒါတွေကိုအဓိပ္ပာယ်တတ်မှတ်လို့ရတယ်စီးပြင်းစည်းကမ်းတွေချမှတ်ထားတာကိုခေါ်ပါတယ်ဟုတ်ကဲ့ law of nature ဆိုတာကတော့အမြဲတမ်းဒန်းတူညီနေတဲ့အကြောင်းအရာတစ်ခုဖြစ်ပါတယ်အဲ့ဒီဟာကအကြောင်းမလို့ကျမတို့ရဲ့ leader of opposition ကအဲ့ဒါနဲ့ဆက်ဆက်ပြီး mathematics ကိုပြန်အဓိပ္ပာယ်ဖွင့်ခဲ့ပါတယ် mathematics ဆိုတာကတော့မတူညီတဲ့ကိန်းဂဏန်းတွေစနစ်တွေအတွက်ရှိတဲ့အရာဖြစ်ပါတယ်ဒါကြောင့်မလို့ကျမတို့ဟာ mathematics ဟာတဘာဝထားမှရှိတဲ့အရာမဟုတ်ပါဘူးလူသားတွေဖန်တီးထားတဲ့အရာဖြစ်ပါတယ် reject ပါရှင့်ဟုတ်ကဲ့ပါကျမတို့ရဲ့ leader of opposition ကဆက်ပြောပါတယ် law of nature ကိုရေတွက်ဖို့လူတွေကိန်းဂဏန်းတွေလိုပါတယ်တဲ့ဟုတ်ပါတယ်ကျမအနေနဲ့ဒါကိုထောက်ခံပါတယ်ရှင်ကျမတို့တွေဟာပေါ့နော်ဒီရဲ့ကိန်းဂဏန်းတွေရေတွက်ဖို့အတွက်လူတွေလိုတယ်ပြီးလို့ရှိရင်ဒီကိန်းဂဏန်းတွေreject ပါရှင်ဟိုဘာလို့ကိန်းကနန်းတွေကိုပေါင်းလို့မြောက်စားရတယ်ဆိုတော့အဲ့ဒီရဲ့ကိန်းဒီသင်္ကေတတွေဆိုတာကလည်းလူသားတွေဖန်တီးထားတဲ့အရာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင်ပြီးတော့ကျမတို့တွေဟာ leader opposition ပြောထားတဲ့ math ကိုအစစ်မြင့်အောင် inventing လုပ်တင်တယ်ဆိုတဲ့အဆိုကိုလည်းကျမထောက်ခံပါတယ်ခေတ်စနစ်ဟာပြောင်းလဲလာတာနဲ့အမျှတင်ယုံညွန်းတဲ့နေရာလည်းအမျိုးမျိုး reject ပါရှင်အမျိုးမျိုးပြောင်းလဲနေပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ math ကတီထွင်ဖန်တီးမှုအမျိုးမျိုးနေနဲ့ပေါ့နော်ဆက်လက်သွားမှာပဲအဆင်ပြေမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင်ဆက်လက်ပြီးတော့Deputy Prime Minister ကပြောပါတယ်မက်ဆာတင်ဖန်တီးတာမဟုတ်ပါဘူးတဲ့ငကိုရှိရင်ဆွဲကိုဖော်ထုတ်တယ်တဲ့မက်နစ်ဆိုင်ရန်ကိုရှာဖွေဖော်ထုတ်တယ်ပေါ့နော်အဲ့ဒါကြီးပြောထားတယ် radio line တွေ line တွေအကြောင်းနဲ့လည်းပြောထားတယ်ပြီးတော့ maths က university law နဲ့နိုင်သွားပါတယ်ဟုတ်ကဲ့ကျွန်မပြောချင်တာကတော့ရှာဖွေတွေ့ရှိတဲ့သဘာဝနည်းယာမှာဆိုတော့ reject ပါရှင့်ဟိုပါ reject ပါရှင့်တဘာဝနည်းရမှာဖြစ်တဲ့ပေါ့နော်ယူပဗေဒကဒါပေါ့နော်လက်တွေ့မှာမှန်ကန်တယ်ဒါပေမဲ့ match ကတော့လက်တွေ့မှာလုံးဝပေါ့နော်လက်တွေ့ကဘာနဲ့မသက်ဆိုင်တဲ့စနစ်များစွာရှိပါတယ်ဥပမာအနေနဲ့ကိန်းရင်းများကိုလူသားတွေကဒါတီထွင်ခဲ့တာဖြစ်ပါတယ်အဲ့ဒါတွေဟာလက်တွေ့ကဘာမှာဓာတ်ရိုက်တိုင်းတာလို့မရပါဘူးဒါဟာယူပဗေဒတွေကိုဖြည့်ရှင်းရန်အတွက်လိုအပ်တဲ့တီထွင်ဖို့ပေါ့တီထွင်လိုက်တဲ့တွက်ဆချက်တွေဆိုင်ရာပေါ့နော်ကရိယာတစ်ခုပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါဆက်လက်ပြီးတော့ကျမတို့ Deputy Leader of Opposition ကပြောသွားပါတယ် Prime Minister ပြောတာကိုထောက်ပြသွားပါတယ် reject ပါရှင် browser မှာ math က discover လို့ပဲရှိပါတယ်ပေါ့နော်အဲ့ဒါကိုလည်းပြန်အခြေပသွားပါတယ်ဟုတ်ကဲ့ပါကျမတို့ Deputy Leader Opposition ပြောသွားတော့ browser မှာသွားရှာကြည့်လို့ရှိရင် math က discover တစ်ခုတည်းမဟုတ်ပါဘူး invented ဆိုတာကိုလည်းဖော်ပြထားပါတယ်ဟုတ်ကဲ့ပုံတင်နည်းတွေကပေါ့နော်နောက်ထပ်ပြောသွားပါတယ်ပုံတင်နည်းတွေကအမြဲတမ်းပေါ့နော်မှန်ကန်တယ်ဆိုမှန်တာကပေါ့နော် reject ပါရှင်
ကျမတို့လူသားတွေကပေါ့နော်ဖန်တီးခဲ့တာကြောင့်မလို့ပါရှင်ပြီးခါကျရင်ပိုင်တန်ဖိုးကိုကပေါ့နော်0 1 2 3တို့လိုမျိုးကိန်းကနန်းတို့မျိုးတန်ဖိုးဆိုပြီးတော့ပြောထားတယ်ဟုတ်ကဲ့အဲ့ဒါနဲ့ဆက်ဆက်ပြီးကျမလည်းပြောချင်ပါတယ်0ဆိုရဲပေါ့နော်သဘောတရားဆိုတာကလည်းကျမတို့ဒီအမှတ်သားreject ပါရှင်အိန္ဒိယနဲ့မာယာယဉ်ကျေးမှုတို့ကနေစနစ်တကျတည်ထွင်ခဲ့တာဖြစ်ပါတယ်ဒါဟာ law of nature မဟုတ်ပါဘူးရှင်ဟုတ်ကဲ့ပါကျမအနေနဲ့ဆက်လက်ပြီးတော့ member of government ပြောသွားတဲ့ဟာလေးကိုဆက်ပြောချင်ပါတယ် member of government ပြောသွားတဲ့အချိန်မှာ2 + 2ဆိုတဲ့ဟာမျိုးတွေကိုလည်းပြောသွားတယ်ပေါ့အဲ့2 + 2 1 + 1ဆိုတာတွေကပေါ့နော်ကျမတို့တွေကအဲ့ဒါအဖြေကတော့တသက်မဲ့ထဲထွက်တာမှန်တယ်ဒါပေမဲ့ကျမတို့ရဲ့အဲ့ဒီမှာပါတဲ့အပေါင်းတွေအနုပ်တွေဆိုတဲ့ဟာကကိန်းကနန်းဒီနစ်ဆိုတဲ့ကိန်းကနန်းတွေကပေါ့နော်တင်ကေတတွေကလူသားတွေဖန်တီးတာပါပိုင်ကိုကပေါ့နော်ဒီတွေ့ရှိခဲ့တာမှန်ပါတယ်ဒါပေမဲ့ပေါ့နော်ပေါ့ပိုင် equal to 3.14ဆိုတဲ့ဟာကတော့လူတွေဖန်တီးထားတာပါဒါကိုလူတိုင်းလက်ခံထားပါတယ်ကျမတို့ရဲ့ member of opposition ကဆက်ပြောသွားပါတယ်ပေါ့နော်ကိန်းကနန်းတွေကိုဖော်ပြဖို့တဲ့ math ကိုဖန်တီးထားတယ်ဆိုပြီးတော့ပြောသွားပါတယ်ဟုတ်ကဲ့ပြီးတော့ကြတော့ math ဟာယခုခေတ်မှာပေါ့နော်ပေါ့ပုံတင်နည်းတွေဟာပြောင်းလဲနေတယ်အဲ့ဒါကြောင့်မလို့ကျောင်းဖက်စာတွေဆိုမှလည်းအခုဆိုရင်အရင်နှစ်သင်ခန်းစာနဲ့အခုနှစ်သင်ခန်းစာတွေဟာလုံးဝမတူနေတော့ပါဘူးသင်ခန်းစာတွေဟာအမျိုးမျိုးပြောင်းလဲနေပါတယ်ဟုတ်ပါတယ်အခုကျောင်းဖက်စာတွေမှာပါလာတဲ့ math သင်ရိုးညွှန်းတမ်းတွေဟာကျမတို့21ရာစုတွေမှာလူတွေဖန်တီးထားတဲ့အရာတွေဖြစ်ပါတယ်တွက်နည်းတွေကမတူကြဘူးဆိုတာကိုထောက်ခံပါတယ်ပြီးခါကြရင်ကျမတို့ပေါ့နော်ဒီရဲ့ဟာမှာအနှစ်ချုပ်မှာထပ်ပြောရရင်ပေါ့နော် infinity သဘောတရားတွေ set theory တွေကိုဘယ်လိုဖွဲ့စည်းရမလဲဆိုတဲ့စီမင်းစည်းကမ်းတွေကိုသင်ချပညာရှင်တွေကဖန်တီးယူခဲ့တာပါဒီလိုအစစ်မှန်တည်ရှိဖို့မဖြစ်နိုင်တဲ့အယူဆတွေကိုဖန်တီးနိုင်တာကလည်း mathematics ဟာစိတ်ကူးယဉ်မှုကိုအခြေခံတဲ့လူသားတွေရဲ့တည်ထွင်မှုကြောင့်ပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင်ကျမအနေနဲ့နှိကုံချုံအနေနဲ့ပြောပြစေရှင်လေးစားရပါတော့အစိုးရအဖွဲ့ဝင်လူကြီးများရှင် math ဒီအမကန်အသုံးဝင်နေဆိုတာကိုကျမအနေနဲ့နားလည်ပါတယ်ရှင်တို့တော့ math ကကဘာကြီးကိုကောင်းစွာဖော်ပြနိုင်တယ်လို့ဆိုလို့ချင်မဟုတ်ပါဘူး mathematics က law of nature ကဲတော့အစစ်မှန်တည်ရှိတယ်လို့လည်းကောက်ချက်ချလို့မရပါဘူးရှင်ကျမတို့လူသားတွေကစီးမြင့်တွေသင်္ကေတတွေစနစ်တွေကိုတီထွင်ဖန်တီးခဲ့တာပါဒီစနစ်တွေရဲ့အတွင်းပိုင်းတွေဆက်နွယ်မှုတွေရလက်တွေကိုဒါရှာဖွေဖော်ထုတ်ခြင်းဖြစ်ပါတယ်ရှင်နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ mathematics ဟာ law of nature မဟုတ်ပါဘူးလူသားတွေရဲ့အတွေးခေါ်နဲ့ဖန်တီးထားတာပေါ့ law of nature ကိုနားလည်ဖို့အသုံးပြုတဲ့ tool တစ်ခုဖြစ်ပါတယ်ဒါကြောင့်ဒီအဆိုကိုကျမအနေနဲ့အပြင်းထန်ကန့်ကွက်ကြောင်းပြောကြားလိုပါတယ်ကျေးဇူးတင်ပါတယ်ရှင်ကဲပါခုလိုမျိုးသေချာလေးဆွေးနွေးပြောဆိုပေးသွားတဲ့ opposition whip ကိုလည်းကျေးဇူးတင်ပါတယ်ဒီနေ့ကြိုးကြိုးစားစားနဲ့သေချာလေးပြင်ဆင်ပြီးရှင်းပြပေးတဲ့ speaker တဦးတစ်ယောက်ချင်းစီကိုလည်းကျေးဇူးတင်ပါတယ်ကဲအဲ့ဆိုရင်ကျမတို့ lesson လုပ်ဆက်လို့တော့မရဘူးဒါပေမဲ့အားလုံးငြိမ်းချမ်းရေးသင်္ကေတလေးတစ်ချက်လောက်ပြလိုက်ကြတာပေါ့သင်ပြည့်အသေးလေးတော့ပြကြပါအောင်ကဲပါအားလုံးအခုကတော့ပြိုင်ပွဲရနေပြီးတော့ခဏလောက် move လေးတစ်ချက်လောက်ပြန်ပြီးတော့ထုတ်လိုက်ပါမယ်Okay အဲ့ဆိုရင်ကျမတို့ JS တီလည်းဆွေးနွေးဖို့လိုတာဖြစ်တဲ့အတွက်ကြောင့်မလို့အချိန်လေးခဏလောက်တော့ပေးပါခုကလိုအပ်တဲ့အချက်လေးကိုကျမတစ်ချက်ထပ်ပြီးပြောပြပေးချင်တာကဒီနေ့ final tournament မို့လို့ဖြစ်ကောင်းဖြစ်နိုင်တယ်ကိုကတေချာလေးစူးစမ်းပြင်ဆင်ခဲ့တာတွေရှိတယ်အချက်လက်လေးတွေတေချာလေးပြောချင်တာတွေရှိတယ်ဆိုတဲ့အတွက်ကြောင့်မို့လို့အများကြီးပဲလေပြောခဲ့ရတယ်ပေါ့လေအဲ့တော့ဒီဟာနဲ့ပတ်သက်လို့ရှိရင်တော့နည်းနည်းလေးကျမတို့အားနည်းချက်အနေနဲ့ပြောချင်တာကကြတော့ PY ကိုလက်ခံပါ PY ကိုကျမတွေ့ရသလောက်ဆိုလို့ရှိရင်ဒီ round တစ်ခုလုံးမှာလက်ခံတဲ့သူဒီတစ်ယောက်လောက်ပဲရှိမယ်ပေါ့လေကျမတို့မှတ်ထားသလောက်ဆိုလို့ရှိရင် PY နဲ့ပတ်သက်ပြီးတော့တော်တော်များများဒီလက်မခံဘူးလို့ကျမတို့မြင်ရတယ်အဲ့အတွက်ကြောင့်မလို့ final tournament လေးဖြစ်တယ်ကိုယ့်ဘက်ကတေချာပြင်ဆင်ထားတယ်ယုံကြည်ချက်လေးရှိတယ်ဒီဟာကိုပြချင်တယ်ဆိုလို့ရှိရင် PY ကိုလက်ခံပြီးတော့ဖြည့်ပေးဖို့ကျမအဲ့ဒါလေးကိုတော့တစ်ချက်ပြောပြခြင်းနဲ့ပေါ့လေ။ဘာကြောင့်လဲဆိုနောက်ပိုင်း tournament တွေကြာလို့ရှိရင်လည်းဒီအပိုင်းလေးတွေအမြဲတမ်းမှတ်ထားရမယ့်ကိစ္စဖြစ်တယ်ဆိုတဲ့အတွက်ကြောင့်မလို့ပါ။ပြီးနောက်တစ်ခုကစကလုံးပိုင်းနဲ့ပတ်သက်ပြီးတော့ဗောလေဒီဟာကတော့choice of word အကြောင်းလေးတစ်ချက်ပြောထားတာဗောလေအဲ့ဒါကဒီဟိုဘက်အဖွဲ့ဆိုပြီးတော့သုံးသွားတဲ့ဟာလေးပေါ့အဲ့ဒါလေးကိုတစ်ချက်လောက်တော့သတိထားပေးပါအောင်လို့နောက်ပိုင်းနေကြလို့ရှင်ကိုကပြောရင်းနဲ့ဒီအမားလေးပါသွားနိုင်တော့လေဒါလေးကိုတစ်ချက်ပြပေးချင်တာပြီးနောက်တစ်ခုကမန်နာအပိုင်းနဲ့ပတ်သက်တဲ့ကိစ္စလေးကိုကျွန်မပြောပြပေးခြင်းနဲ့အဲ့ဒါကကြတော့အမြဲတမ်းပေါ့လေတပိတ်ပွဲထဲမှာတော့ဒါပို့ပြီးတော့မြင်ရမှာဒါပေမဲ့တခြားသောကို speaking ပိုင်းနဲ့ပတ်သက်ပြီးတော့လေ့ကျင့်တဲ့ခါကြလို့ရှိရင်လည်းတေချာသိထားမယ့်အရာလေးကကိုယ့်ရဲ့မန်နာလေးတွေကိုတေချာလေး cue decide လုပ်ပေးပါအဓိကကကျွန်မတို့စ
စကားပြောဆိုတဲ့နေရာမှာဆိုလို့ရှိရင် debate က assertive ပုံစံနဲ့သွားတယ်အဓိကကျမတို့ဒီ aggressive မဟုတ်ဘူးသူဒီအခိုင်အမာပြောဆိုရတဲ့ပုံစံနဲ့သွားတယ်ဒါပေမဲ့ကိုကိုတိုင်းကနေပြီးတော့ဒီဟာကိုခိုင်မာကြောင်းပြောချင်တဲ့အခါကြလို့ရှိရင်ကျမတို့ဒီကိုပေါ်ပဲမူတည်ပြီးတော့အဓိကခိုင်မာအောင်တည်ဆောက်ရတယ်အဓိကတခြားလူတွေအပေါ်မူတည်ပြီးတည်ဆောက်ရတာတဲ့ကိုပေါ်မူတည်ပြီးတော့တည်ဆောက်ရတာပို့ပြီးတော့ရှိတယ်ပေါ့လေအဲ့အတွက်ကြောင့်မို့လို့တခြားသူကိုနည်းနည်းတိုက်ခိုက်တယ်ဆိုတဲ့နေရာမှာ refutation rebuttal မဟုတ်ပဲတခြားသောပုံစံအနေနဲ့ပြောတယ်ဆိုတဲ့အသုံးအနှုန်းလေးတွေကကိုယ့်အတွက်နည်းနည်းလေးထိခိုက်တဲ့အရာမျိုးရှိနိုင်တယ်အဲ့ဒါကြောင့်ဒါလေးကိုတစ်ချက်သတိထားစေခြင်းနဲ့ပြီးနောက်တစ်ခုက PY နဲ့ပတ်သက်တဲ့ manner ပါအဓိကကျွန်မနောက်ဆုံး opposition whip မှာတော်တော်ကြီးကိုမြင်လာရတယ်အဲ့ဒါက PY မှာကျွန်တော်တို့ဒီအကြံပြုချက်လိုပဲကျွန်တော်တို့သုံးတယ်15စက္ကန့်လောက်တော့တက်နိုင်တဲ့လောက်စောက်ပေးပါပေါ့တယောက်မေးပြီးမှနောက်တစ်ယောက်က15စက္ကန့်လောက်စောက်ပြီးမှမေးပေးပါဆိုတဲ့ဟာကျမတို့ဒီအကြံပြုချက်ပဲသုံးတယ်ဒါပေမဲ့တကယ်လက်တွေ့မှာလည်းဒါဒီ PY manner နဲ့ပတ်သက်ပြီးကျမတို့စမ်းသပ်တဲ့အရာတစ်ခုပဲတပိတာချင်းချင်းဘယ်လောက်ထိလေးစားမှုရှိသလဲတခြားလူအတွက်ဒီ speaking ပိုင်းကိုကိုကဘယ်လောက်ထိ active listening နဲ့တေချာနားထောင်နိုင်တယ်လဲပေါ့လေမေးခွန်းမေးချင်တာမှန်တယ်ဒါပေမဲ့ကိုယ့်ရဲ့ manner ပိုင်းနဲ့ပတ်သက်ပြီးဘယ်အချိန်လောက်မှမေးရင်တော့အဆင်ပြေနိုင်မလဲဆိုတာဒါအချင်းချင်းအနေနဲ့ပြောမယ်ဆိုလေးစားမှုလည်းရှိတယ်လို့တစ်ဖက်ကနေပြီးတော့လည်းညှတာမှုနဲ့ပေါ့လေအဲ့လိုမျိုးအနေနဲ့နားထောင်ပေးတဲ့အရာမျိုးလေးကအဓိကအရေးကြီးတယ်အဲ့အတွက်ကြောင့်မို့လို့ကျမတရားကိုတော့တိုက်ရိုက်အနေနဲ့တခါတည်း feedback ပေးချင်တာပါ opposition whip အချိန်မှာမေးသွားတဲ့အရာတွေဆိုလို့ရှိရင်တချို့အပိုင်းတွေဒီ speaker ကိုပါထိခိုက်စေတဲ့အရာတွေအထိကျမတို့မြင်လိုက်ရတာတွေရှိရပေါ့လေဒါမဲ့ဒီဟာကတော့ကျမတို့ကဘသူအမှားရလို့ပြောလို့မရဘူးဘာကြောင့်လဲဆိုလို့ရှိရင်ကြတော့ handle လုပ်ရတာကတော့ debater ဒီ main အနေနဲ့ handle လုပ်ရတာတော့ဖြစ်သွားမယ်ပေါ့လေဒါပေမဲ့မေးတဲ့သူတွေကိုလည်းကျမတို့ကပြန်ပြီးစဉ်းစားတဲ့အခါကြလို့ရှိရင်တော့ manner ရပြန်ပြီးစဉ်းစားတဲ့အပိုင်းလေးလည်းရှိရဆိုတော့ဒါနှုံးတစ်ဖက်လုံးအတွက်တော့ဒါဒီအားနည်းချက်တွေအနေနဲ့ဖြစ်သွားတဲ့ຢာတော့ရှိသွားတာပေါ့အဲ့တော့ကျမဒါကတော့နောက်ဆုံး feedback အနေနဲ့ပေးချင်တာဒါပေမဲ့the whole round အနေနဲ့ဆိုလို့ရှိရင်တော့အားလုံးတေချာလေးပြင်ဆင်ထားတာတွေ့ရတယ်အဓိကကျမ speaking style ဘိုင်းနဲ့ပတ်သက်လို့ရှိရင်တော်တော်လေးတော့အားရတယ်အဓိကအားလုံးပြောသွားတဲ့အရာတွေဆိုလို့ရှိရင်တော်တော်လေးကိုအရေးချင်းပြေဝပြီးတော့ကိုပြောတဲ့အကြောင်းအရာကိုယုံကြည်ချက်ရှိရှိနဲ့ပြောသွားတဲ့ debater speaker ကောင်းတွေလို့တော့ကျမတို့ဒါတော့ဒီနေ့ပွဲမှာတော်တော်လေးကိုယုံကြည်မိတယ်ပေါ့လေ Okay အဲ့တော့ကျမဒီဟာလေးကတော့ကျမပြောချင်တဲ့ feedback အကုန်လုံးပါအဲ့တော့ကျမ organizer team ကို floor လေးလွှဲပေးလိုက်ပါမယ်ရှင်ဒီနေ့တော့အားလုံး good job ပါ well done ပါဟုတ်ကဲ့ပါဟုတ်ကျေးဇူးအများကြီးတင်ပါတယ်ဆရာမဝေရောကျန်တဲ့ဆရာဆရာမတို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဟုတ်ဒါဆိုလို့ရှိရင်တော့ဒီနေ့ကျွန်တော်တို့ program ရဲ့နောက်ဆုံးခိုက်တန်လေးလည်းဖြစ်တယ်ပြီးတော့ကျွန်တော်တို့ဒီ session ရဲ့နောက်ဆုံးခိုက်တန်လေးလည်းဖြစ်တယ်ပေါ့လေကျင်ညာတဲ့အစီအစဉ်တော့ရောက်လာတော့မှာပါအခုတော့မရောက်သေးပါဘူးဟုတ်ဆရာမစိတ်သေးပါပြောမလဲဟုတ်ပြောပါဟုတ်ညီမလေးတရားမေးခွန်းလေးမေးထားလို့လေဒီမှာ tiny လေးရှင်ကိုတစ်ချက်လောက်ဖြည့်ပေးလို့ရမလားပေါ့နော်ဟုတ်သူကဒီ web row မှာPY မေးလို့ရလားမရလားအဲ့ဒါဒီတစ်ချက်လောက်ကို file လေးလုပ်ပေးပါဟုတ်ဖြေလိုက်မယ်နော်ခုနမေးခွန်းလေးကိုတွေ့လိုက်တယ်ဆိုတော့တခုလောက်ကိုမေးချင်တာမနေ့တော့ကပွဲမှာပေါ့လေမနေ့တော့ကပွဲမှာဂျက်တယောက်ကအဲ့လိုပြောသွားတယ်လို့ပြောတယ်ပေါ့လေဆိုတော့အဲ့ဒါဖြစ်ခဲ့တဲ့ဟာလေးကိုတစ်ချက်ပြန်ပြီးတော့clarify ပြန်လုပ်ပြီးလို့ရလားပေါ့နော်ဘယ်လိုမျိုးပြောသွားတယ်ပေါ့ judge ကလေအခုတင်တာတော့ judge ရဲ့ feedback နဲ့ debater နဲ့ကြားထဲမှာနည်းနည်းလေး misunderstanding ဖြစ်သွားတယ်ထင်လို့အဲ့ဒါလေးရင် clarify လုပ်ခိုင်းတာပါအဲ့ဒါလေးတစ်ချက်တော့အခုပြန်ပြောပြလို့ရမှာဒီမှာပြောလို့အဆင်မပြေလို့ရှိရင်တို့ organizer team ကို direct message ပို့လိုက်လဲရတယ်နော်အဲ့ဒါလေးတစ်ချက်တော့ပြန်ပြီး clarify လုပ်ပေးပါလားဗျပြီးရင်ကိုဖြေပေးမယ်နော်ဖြေကိုလေโอเคဆိုတော့ပို့ထားတဲ့အချိန်မှာအခုဒီမှာမေးခွန်းကမြင်ရသလောက်အခုဖြေရရင်တော့ misunderstanding နည်းနည်းဖြစ်သွားတယ်လို့ထင်တယ်တကယ်ကပေါ့နော် debater 8ယောက်စလုံးဘယ်သူ့ကိုမဆို POI ကမေးလို့ရပါတယ် POI မေးလို့မရတဲ့debater role မရှိဘူးပေါ့နော်ဆိုတော့ debater role 8ခုလုံးကို POI မေးလို့ရတယ် Prime Minister ကနေစပြီးတော့ opposition whip ဒီ POI မေးလို့ရတယ်ပေါ့နော်ဆိုတော့အခုတို့ဘက်ကဖြေပေးနိုင်တာကတော့ဒီအဖြေပဲရှိတယ်ပေါ့လေအဲဒါမို့လို့အခုမေးတာဒီတက်ပို့ပြီးသိကျင်တယ်အခုဖြေပေးလို့ရအောင်လို့အဲ့ဒီခုနဟာကို clarify လုပ်ပေးပါလို့ပြောတာပါဆို misunderstanding ဖြစ်သွားတယ်လို့ပဲအခုမြင်နေပေါ့လေဒီကတော့ POI မေးလို့မရတဲ့ debater role ဆိုတာ sorry speaker role ဆိုတာမရှိဘူးပေါ့နော် Prime Minister အစ opposition whip အဆုံး8ယောက်စလုံးမေးလို့ရပါတယ်ဒါပေမဲ့တခုလေးပဲပေါ့လေခုနဆရာမဝီပြောသွားတဲ့အထက်မှာလည်းပါတယ် POI ကိုရိုးသားစွာအသုံးချဖို့တော့ထပ်ပြီးတော့ remind လုပ်တယ်ပေါ့လေဘာလို့လဲဆိုတော့ဒီအခုတို့ရင်းတချို့ပွဲတွေမှာကြုံခဲ့ရဘူးတာကြတော့အဲ့လို POI မေးတာကိုဘယ်လိုပြောမလဲဒီတစ်ဖက်ကပြောနေတဲ့လူပေါ့လေလက်ရှိပြောနေတဲ့ကိုယ့်ရဲ့ပြိုင်ဘက်ကပြောစရာပျောက်သွားအောင်လို့အဲ့လိုရည်ရွယ်ချက်ရှိနဲ့အဲ့လိုဘယ်လိုပြောရမလဲနည်းနည်း cheat လုပ်တဲ့သဘောပေါ့နော်ရည်ရွယ်ချက်ရှိနဲ့အဲ့လိုမျိုး
POI ကိုမေးချင် POI မေးချင်လို့မေးတာမဟုတ်ဘဲနဲ့တစ်ဖက်ကသူအနောက်ကျဖြစ်အောင်ဆိုပြီးတော့အဲ့လိုရည်ရွယ်ချက်နဲ့ POI နေစတိုက်မေးတာမျိုးကလွဲလို့ရှိရင်ကြံတဲ့ဟာကတော့ဒါပြဿနာမရှိဘူးပေါ့လေခုနကလိုလောက်တာကြတော့ဒါဟိုနည်းနည်းဘောင်ကျော်နေတဲ့အတိတ်ပဲမျိုးဖြစ်တယ်ပေါ့လေဆိုတော့POI ကိုဒီတိုင်းမေးတာကြတော့ပုံမှန်မေးနေကြတိုင်းပဲမေးခွန်းတစ်ခုမေးတယ်ပြီးလို့ရှိရင်အချိန်ခဏချားတယ်ပေါ့လေအနည်းဆုံး15စက္ကန့်လောက်ကနေစက္ကန့်20လောက်ချားတယ်ပြီးမှနောက်တစ်ခုမေးတယ်ဆိုရင်အဲ့လိုပုံစံနဲ့မေးမယ်ဆိုရင်တော့ဘယ်သူ့ကိုမဆိုမေးလို့ရရလို့ကိုဖြေပေးခြင်းတယ်ဆိုတော့ခုနကမေးတဲ့ debater အနေနဲ့လည်းတကယ်လို့ဒီတက်ပိုသိခြင်းတယ်ဆိုလို့ရှိရင်အခု Telegram account ကိုဒီ organizer တွေကနေစီစဉ်တောင်းပြီးတော့မေးတာဖြစ်စေဒါပေါ့ချင် organizer team ကိုပဲ direct ပို့ပြီး organizer team ကနေစီစဉ်အကိုတို့3ယောက်ကိုပေါ့နော်အကိုတို့ judges 3ယောက်ကိုပြန်မေးတာဖြစ်စေပေါ့လေအဲ့ဒီနည်းနဲ့အကိုတို့ဟိုပိုသိခြင်းတာရှိသေးရင်မေးလို့ရတယ်ပေါ့လေအခုဒီမှာမြင်ရတဲ့မေးခွန်းအရာဖြေပေးရရင်တော့ခုနကလိုပဲ POI မေးလို့မရတဲ့ debater rule ဆိုတာမရှိဘူးလို့ပဲအခုဖြေပေးချင်ပါတယ်နော် thank you ပါ ဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်ဆရာဟုတ်အမစိန်ရောတခြားပြောစရာရှိဦးမလား ဟုတ်မရှိတော့ပါဘူးပြင်ညာလို့ရပါပြီ ကဲကျေးဇူးပါဟုတ်ဖြေပြပေးရတဲ့အတွက်ဆရာဟယ်ရီလည်းကျေးဇူးတင်ပါတယ်